Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနီက Minsan Any Diary Channel လေးမှာ Twin Flame နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီ Twin Flame နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပေါ့နော်အနီရဲ့ Any Diary Channel လေးမှာလည်းအနီဝေမျှခဲ့ပူတယ်ဒါတော့ Any Twin Flame နဲ့ဘယ်လိုဆုံခဲ့လဲဆိုတဲ့အကြောင်းတွေ Twin Flame နဲ့ဘယ်လိုဆုံစည်းနိုင်ခဲ့လဲဆိုတာဒီအကြောင်းကိုအနီအဓိက highlight လုပ်ပြီးပြောခဲ့ပူတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ပို့ပြီးတော့အသေးစိတ်ကြအနီကဝေမျှပေးသွားမှာဖြစ်တယ်အနေနဲ့အနီရဲ့ Twin Flame ကြားတွေကပြောရင်တော့ပြောဖို့ကောင်းတဲ့အခိုက်အတန့်တွေပဲမဟုတ်ဘဲနဲ့ပေါ့နော်အနီတို့နှစ်ယောက်ကြားမှာလည်းအမတပြင်ပန်းခဲ့တဲ့အချိန်တွေရှိတယ်မျက်ရည်တွေနဲ့ငိုခဲ့ရတဲ့အချိန်တွေတယောက်နဲ့တယောက်လက်လှလိုက်ကြတော့မယ်လမ်းခွဲလိုက်ကြတော့မယ်ဆိုရယ် separation scala တွေလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အနေကအဲ့ဒီအကြောင်းလေးတွေကိုပါဒီနေ့ဒီသေးကြပြောပြပေးသွားမှာဖြစ်တယ်နောက်တစ်ခုဒီနေ့ရဲ့ဗီဒီယိုလေးမှာ Twin Flame ဆိုတာကဘာလဲဆိုတာရယ်တစ်ဖက်စွန်းရောက်ပေါ့နော် Twin Flame အယူအဆမှားတွေမယူမိတတ်ဖို့ရယ်နောက်တစ်ခါကိုယ့်ရဲ့ Twin Flame နဲ့ကိုယ်နဲ့ဂျားထဲမှာတကယ်စစ်မှန်တဲ့ unionရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ manifestation နည်းလမ်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်เนาะဆိုတော့အန်ဒီတို့ Minsan Any Diary Channel လေးကို subscribe မလုပ်ရသေးတဲ့ so family များရှိရင်လည်း channel အတစ်ကလေးကိုလည်း subscribe လုပ်ပေးပါလို့အန်ဒီကတောင်းဆိုလိုက်ပါတယ်အန်ဒီတို့ရဲ့ Minsan Any Diary Channel လေးမှာဆိုလို့ရှိရင်เนาะပို့ပြီးတော့မှတဘာဝကြပြီးတော့လက်တွေ့ဆန်တဲ့ lifestyle vlog လေးတွေနဲ့အတူတူပေါ့เนาะအန်ဒီရဲ့အခုလို့ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ manifestation tips လေးတွေဘဝနဲ့ပတ်သက်တဲ့ manifestation tips လေးတွေကိုပါဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးစလိုက်ကြရအောင်ပါနော်ပထမဆုံးအနေနဲ့အနိက Twin Flame ဆိုတာဘာလဲဆိုတဲ့စကားလုံးလေးကနေစပြီးတော့ဝေမျှပေးချင်ပါတယ်Twin Flame ဆိုတဲ့စကားလုံးလေးကိုအနည်းလဲလွန်ခဲ့တဲ့4 နှစ်လောက်ကအတီပါလဲဆိုတော့တခြားမသိခဲ့ဘူးပေါ့နော် Twin Flame ဆိုတော့ကြားဘူးနေရဒါပေမဲ့အဲ့လောက်ကြီးစိတ်ထဲမှာဒီစကားလုံးကိုစိတ်မရောက်တော့ခဲ့ဘူးပေါ့နော်ဒါတော့ Twin Flame ဆိုတော့အနီစားပြီးတော့စိတ်ဝင်စားလာခဲ့တဲ့အချိန်ကအခုအနီရဲ့လက်ရှိလက်တွဲပေါ်နဲ့မဆုံခင်တစ်နှစ်လောက်အလိုမှာပေါ့နော်ဒီ Twin Flame ဆိုတဲ့စကားလုံးကထက်ခါတလဲလဲကိုရှိကိုရောက်လာတယ်ကိုရဲ့အနာလူတွေက Twin Flame ဆိုတဲ့စကားလုံးလေးအကြောင်းခဏပြောလာကြတယ်ကိုရဲ့ဆရာသမားတွေကလည်းဒီ Twin Flame လေးအကြောင်းကိုသူတို့ဝေမျှပို့ပြီးတော့ပြောလာကြတယ်ဝေမျှလာကြတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာအနီစပြီးတော့စိတ်ဝင်စားလာခဲ့တယ်အနီကိုရိုင်းကလည်းဒီလို manifestation နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပို့ပြီးတော့သိချင်တယ်ပို့ပြီးတော့သင်ယူချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်love manifestation နဲ့ပေါ့နော်ဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာ Twin Flame ဆိုတဲ့စကားလုံးလေးကဘလောက်ထိအရေးပါနေလဲဘယ်လိုမျိုးချိတ်ဆက်နေလဲဆိုတာကိုစပြီးတော့ရှာဖွေခဲ့ပါတယ်အဲ့တော့ဒီ Twin Flame စကားလုံးလေးကtwo body same soul ပေါ့ two body one soul ကိုသူကရည်ညွှန်းတယ်ခန္ဓာကိုယ်နှစ်ခုရှိရဲဒါပေမဲ့စိတ်ဝိညာဉ်တစ်ခုတည်းပဲဆိုတော့အနေကဒီပုံမြင်လေးတစ်ပုတ်ဖတ်ဖူးတာမှာပေါ့နော်လူတွေကဒီကဘာရွတ်စပြီးရောက်လာခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်သူကခန္ဓာကိုယ်ကလည်းတစ်ခုတည်းပဲဒါပေမဲ့ရင်းနဲ့ရန်ဆိုပြီးတော့ပေါ့နော်ဖိုတက်မတက်ဆိုပြီးတော့သူတို့ကကွဲပြားကြတယ်ခန္ဓာကိုယ်ကြီးကတော့တစ်ခုတည်းပဲအဲ့ဒီပုံလေးကိုမြင်မှုတဲ့ soul family လည်းရှိကောင်းရှိမယ်အနေလည်းပုံလေးကိုရှာပြီးတော့ထည့်ထားပြီးတယ်သူကအဲ့လိုပေါ့နော်အပေါ်ပိုင်းမှာဆိုလို့ရှိရင်တော့ကြားမှကွဲနေတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကတစ်ခုတည်းပဲစိတ်ဝိညာဉ်လည်းတစ်ခုတည်းပဲဆိုတော့မကြခင်မှာဒီခန္ဓာကိုယ်ကြီးကဘာဖြစ်လဲဆိုတော့နှစ်ပိုင်းကွဲသွားတယ်သူယောက်ျားမိန်းမဆိုပြီးတော့မှကွဲသွားတယ်ဒါပေမဲ့ same soul ပေါ့သူတို့ရဲ့လာခဲ့တဲ့စိတ်ဝိညာဉ် source ကတော့တခုတည်းပဲအဲ့လိုမျိုးကိုအမျိုးက Twin Flame လို့ခေါ်ကြတယ်ဆိုတော့ Twin Flame တွေကခန္ဓာကိုယ်နှစ်ခုကွဲနေကြပြီမဲ့သူတို့ရဲ့စိတ်ဝိညာဉ်တခုတည်းပဲသူတို့လာခဲ့တဲ့ source ပေါ့အရင်းမြစ်ပေါ့နော်ဒီတဏှာကြီးရဲ့အစမှာသူတို့လာခဲ့တဲ့အရင်းမြစ်နေရာကတဏှာတည်းပဲလို့ရည်ညွှန်းကြတဲ့ပုံမြင်လေးတစ်ပုဒ်ကိုအနေဖတ်ဖူးတယ်တနည်းအားဖြင့်တော့ Twin Flame တွေကတူကြတယ်ပေါ့နော်များသောအားဖြင့်အဲ့လိုပြောကြတယ်သူတို့ကတူတယ်ကွဲပြားမှုတွေရှိတယ်ဆိုတာအဲ့ကွဲပြားပုံချင်းကတူညီကြတယ်ဆိုတာမျိုးလေးကိုအနေနဲ့ဖတ်ခဲ့ဘူးတယ်ဒါမဲ့အဲ့တော့ကွဲပြားပုံချင်းကတူကြတယ်ဆိုတော့အနေနားမလည်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းကိုယ့်ရဲ့လက်တွဲပေါ် partner ကိုယ့်ရဲ့ Twin Flame နဲ့စုံစည်းလာတဲ့အခါမှာတော့အဲ့ဒါကိုလည်းအနေအများကြီးနားလည်လာတယ်ရှေ့ကြောင်ပြဆက်ရမယ်ဆိုလို့ရှိရင်တော့ဒါ Twin Flame ဆိုတာအဲ့လိုလူမျိုးတွေပေါ့နော် two body one soul ပဲသူတို့ရဲ့စိတ်ဝိညာဉ်တစ်ခုတည်းပဲအဲ့တော့စိတ်ဝိညာဉ်တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကနှစ်ယောက်ပြန်စုံကြပြီဆိုတဲ့အချိန်မှာတယောက်ကိုတယောက်အမြဲရင်းနှီးတဲ့ခံစားချက်ဖြစ်လာကြတယ်တယောက်ကိုတယောက် instant attraction ပေါ့နော်တယောက်ကိုတယောက်ချက်ချင်းဆိုသလိုပြောရင်တော့မြင်ချင်းချစ်သလိုပဲချက်ချင်းဆိုသလိုတယောက်နဲ့တယောက်ကဆွဲလန်းကြတယ်ချစ်ကြတယ်သဘောမျိုးပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာတန်လိုက်တဲ့လိုမျိုးဆွဲငင်ရရှိကြတယ်တချို့ကြတော့လေတကယ်ပြင်းထန်တဲ့ခံစားချက်တွေပြန်ပေါ်လာကြတယ်ပြောရင်တော့စိတ်ဝိညာဉ်တစ်ခုတည်းလူတွေပြန်တွေးကြပြီဆိုရင်ဒီလိုပဲကိုပြန်ရှာတွေးလိုက်တယ်လို့ဖြစ်သွားစီတာပေါ့နော်အမ်တက်ထူးကြတဲ့ခံစားချက်တချို့ကြတော့လေတတောင်းတတာမဖြစ်တဲ့ခံစားချက်မျိုးပေါ်လာကြတယ်လို့လည်းပြောပါတယ်ဆိုအရေးကြီးဆုံးပိုင်းကတော့ဒီပိုင်းပေါ့နော် Twin Flame နဲ့ပတ်သက်လာတဲ့ခါကြလို့ရှိရင်အနေတို့ကအယူအဆတစ်ခုကဘယ်လိုရှိလဲဆိုတော့
ရဲ့အဆုံးအမတွေနဲ့ပြန်ချိတ်ဆက်ကြမယ်ဆိုရင်ပေါ့နော်သူကတော့ shoot out အမြင်တစ်ခုပေါ့နော်ဒီ shoot out အမြင်ကတော့ very controversial လည်းဖြစ်တယ်တချို့ကလက်ခံကြတဲ့လူတွေလည်းရှိတယ်တချို့ကျတော့လည်းအဲ့ဒီ shoot out အမြင်ကိုမလက်ခံကြတဲ့လူတွေလည်းရှိကောင်းရှိမယ်ဒါပေမဲ့အနေနဲ့ open minded ပေါ့နော်စိတ်ကိုဖွင့်ထားပြီးတော့ဘယ်ဟာပဲဖြစ်ဖြစ်အားလုံးရဲ့ shoot out တွေလိုက်ချိတ်ဆက်ကြည့်တယ်ပေါ့ဒါမှလည်းကိုကစစ်မှန်တဲ့အမှန်တရားတစ်ခုကိုရှာတွေ့နိုင်ပါလေနော်အဲ့တော့သူကဘာပြောလဲဆိုတော့ twin flame တွေကတဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုလို့ရှိရင်ဘဝတစ်ခုထဲမှာအတူလာဆောင်ကြရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ twin flame နဲ့ဆိုလို့ရှိရင်ကိုကနိဗ္ဗာန်ကိုအတူသွားလို့ရတယ်ဆိုတဲ့သဘောတရားလေးကိုဖော်ပြထားတယ်အဲ့လိုပြောတဲ့အခါမှာအစွန်းရောက်တဲ့သူတွေကဘာဖြစ်လာလဲဆိုတော့ဟာအဲ့ဆိုရင်ငါတို့က twin flame နဲ့မစုံစည်းနိုင်ခဲ့ဘူးဆိုလို့ရှိရင်နိဗ္ဗာန်မရောက်နိုင်တော့ဘူးပေါ့လူဖြစ်ရကြုံမနဲ့တော့ဘူးဆိုတဲ့အယူဆတွေလည်းဖြစ်လာတယ်တကယ်တော့အိန္ဒိယဘယ်လိုမျိုးလက်ခံလိုက်လဲဆိုရင်ကိုက twin flame နဲ့အတူတူရှိနေတဲ့အခါမှာကိုရီးယား same soul ဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်ပို့ပြီးတော့ပါရမီဖြည့်ပေးလာနိုင်တယ်တယောက်နဲ့တယောက်မှာအနစ်နာခံပေးလာနိုင်တဲ့အရာတွေအများကြီးရှိတယ်တင်ယူပေးလာနိုင်တဲ့အရာတွေရှိတယ်နောက်တစ်ခု twin flame က sexual attraction တခုတွေအတွက်စုံကြရတဲ့သူတွေမဟုတ်ဘူးပြောရရင်တော့ကိလေသာကြောင့်တဏှာကြောင့်မလို့တခုတွေပဲစုံရတာမျိုးမဟုတ်ဘူးဒါတော့လူသဘောတဘာဝအရာမှာရှိကောင်းရှိနိုင်မယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့တွေးဆုံချက်အဲ့ထက်ပိုပြီးလေးနက်တယ်တယောက်ကိုတယောက်ပါရမီဖြည့်ပေးတယ်တယောက်ကိုတယောက်အနစ်နာခံပေးတယ်တင်ပြပေးတယ်လဲညွန်ပေးတယ်အဲ့တော့ကိုက twin flame နဲ့တူတူရှိနေတဲ့အခါမှာကိုယ့်အတွက်ကိုမှစစ်မှန်တဲ့အမှန်တရားကိုပို့ပြီးတော့မြင်စေတယ်။တနည်းအားဖြင့်တော့နိဗ္ဗာန်ကိုကမြင်မြန်သွားနိုင်မယ်ပေါ့နော်။ကိုယ် twin flame နဲ့ရှိနေတဲ့အခါမှာအဲ့တော့တခြားလူတွေနဲ့ရှိရင်မသွားနိုင်တော့ဘူးလားဆိုလည်းမဟုတ်ပါဘူး။လူတွေကကိုယ့်ရဲ့ journey ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ရဲ့အပေါ်မှာပဲအများကြီးမူတည်တယ်နော်။အနိရှမပြောခဲ့လို့ပဲအယူဆတွေရှုထောင့်တွေကအများကြီးရှိတယ်။တချို့ကျတော့လေ twin flame က same soul ဖြစ်တဲ့အတွက် same soul ကပြန်မစုံနိုင်ဘူးဆိုလို့ရှိရင်တဝက်စီပေါ့နော်ဒီ enlighten ဖြစ်တဲ့လမ်းကိုမလျှောက်နိုင်ဘူးလို့ပြောရတဲ့သူတွေလည်းရှိပါတယ်နော်အနေကတော့ဒီနေ့ဗီဒီယိုမှာအစွန်းရောက်တဲ့အယူဆတွေနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးထည့်ပြီးတော့မှဆွေးနွေးပေးသွားချင်တယ်ပေါ့နော်အဲ့တော့အနေတော့ twin flame နဲ့ပတ်သက်တဲ့အခါကြလို့ရှိရင်အယူဆအမှားတွေရှေ့မှာပြောလို့အများကြီးရှိကြတာကလည်းအနေတို့ဒီချစ်ချင်းမြတ်တာရဲ့ခရီးကိုအများကြီးနှောင့်နှေးစေတာရှိတယ်နော်အနေက twin flame နဲ့စုံကိုစုံရမယ်ဆိုတာဒါကလေလူတိုင်းအတွက်ကိုအတိအကျကြီးပြောလို့မရဘူးပေါ့နော်ဘာလို့အနေတို့ကဒီ twin flame နဲ့ဒီဘဝမှာစုံရမှကိုကလူဖြစ်ရကြိုးနဲ့မယ် twin flame နဲ့မစုံရဘူးဆိုရင်ကိုကတက်တက်လုံးအခြေရေးကံမကောင်းတော့ဘူးဆိုတာတွေကလည်းတကယ်တော့အယူဆမှားတွေဖြစ်ကြတယ်twin flame ဆိုတဲ့စကားလုံးလေးကတကယ်တော့ဒါအခုနောက်ပိုင်းမှာပေါ်လာတာအန်ရိုရဲ့ဘိုးဘေးပြပြနဲ့အဖေမေတွေလက်ထက်မှာဆိုရင်ဒီစကားလုံးလေးကိုတောင်မှမသိဘဲနဲ့လေဘဝတက်တက်လို့ပေါင်းတင်သွားကြတဲ့သူတွေအများကြီးရှိတယ် twin flame ချင်းလည်းဖြစ်ကောင်းဖြစ်မယ် twin flame မဟုတ်တဲ့သူတွေလည်းရှိမယ်เนาะအဲ့တော့ကိုကဘဝမှာtwin flame မဟုတ်ရဲ့ချစ်ရင်မကံမကောင်းချစ်ရင်မပြောရဘူးဆိုတာတော့မဟုတ်ပါဘူးเนาะအဲ့ဒါတော့မဟုတ်ဘူးဒါပေမဲ့ twin flame နဲ့စုံပစ်ခဲ့တယ်ဆိုရင်တော့ကိုကသူနဲ့အတူတူလောကအတွက်အကျိုးပြုနိုင်မယ့်အရာတွေအများကြီးကိုရှာတွေ့နိုင်မယ်ပေါ့နော်နောက်တစ်ခုက twin flame နဲ့တွေ့ရဖို့ဆိုတာကလေအင်တာခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်ဒါကတော့အနည်းရဲ့ဆရာတဦးနဲ့အနေနဲ့ဆွေးနွေးခဲ့တဲ့အရာလေးတစ်ခုပေါ့နော်ဒါ twin flame ကကိုနဲ့ဘဝတစ်ခုထဲမှာမွေးဖွားဖို့ဆိုတာကလေအမတခက်ခဲတယ်တဲ့သူကဒီလိုပြောတယ်ပေါ့နော်ဥမာအနေရောကလူပုံမှာရောက်နေမယ်ကိုယ့်ရဲ့ twin flame ရဲ့ soul ကတခြားသော dimension တွေမှာလည်းရှိချင်းရှိနေမယ်เนาะအနေရောမြန်မာယူဆရဆိုရင် तू ကမြန်မာပုံမှာလည်းဖြစ်ရင်ဖြစ်မယ်နတ်ပုံမှာလည်းဖြစ်ရင်ဖြစ်မယ်တခြားနှိမ့်ကြတဲ့ပုံတစ်ခုခုမှာလည်းရှိချင်းရှိနေမယ်ပေါ့နော်ဆိုတော့သူနဲ့ကိုယ်နဲ့လာပြီးတော့စုံစည်းဖို့ဘဝတစ်ခုထဲမှာအတူစုံဖို့အဲ့ဒီစုံမဲ့ဘဝကလည်းလူဘဝဖြစ်မှာရမယ်အဲ့တော့လူဘဝမှာလာပြီးတော့စုံစည်းဖို့ဆိုတာကလည်းငငယ်ကနေတော့သိခဲ့လို့ပေါ့နော်ကောင်းငင်ကအဲ့နဲ့မြေကြီးပေါ်ကအထိတ်ထိတာထပ်ပို့ပြီးတော့ခက်ခဲတယ်ဆိုတာမျိုးပေါ့ဒီဘဝမှာလာပြီးတော့ twin flame နဲ့ကစုံကြပြီဆိုတာအမ်တထူးကြတဲ့စမ်းကြယ်တဲ့ရေးဆက်ပေါ့နော်ရေးဆက်ဒါပေမဲ့တချို့လူတွေကပါရမီမပြည့်သေးတဲ့အတွက်ကြောင့်မစုံစည်းလိုက်ရတဲ့လူတွေလည်းရှိရဲ့ဒီ life မှာမစုံဘူးပေါ့နောက်ထပ် life တန်တရားကိုယုံနေဆိုဒီတန်တရားမှာစုံကြလဲစုံကြမယ်ပေါ့နော်ဆိုတော့အနေနဲ့ okay ငါတို့ကထူးကြတယ်ကဲကောင်းနေပါရမီလည်းဖြည့်ခဲ့ကြတယ်ဒီလူပုံလူဘဝမှာလာပြီးတော့စုံစည်းကြပြီအဲ့တော့စုံစည်းကြပြီဆိုတဲ့အခါမှာလဲ twin flame ရဲ့သဘောတရားကတယောက်ကိုတယောက်ပါရမီဖြည့်ပေးဖို့ဖြစ်တယ်တယောက်ကိုတယောက်ကြည့်ပြီးတော့တင်ယူဖို့အတွက်ဖြစ်တယ်နော်သူ့အတွက်ကိုကပေးဆက်ပေးရတာလားဆိုရင်အမှန်တော့မဟုတ်ဘူးသူ့အတွက်ကိုပေးဆက်ရတာမဟုတ်ဘဲနဲ့သူ့ကြောင့်ကိုပိုကောင်းတဲ့သူတယောက်ဖြစ်လာအောင်ကိုအနစ်နာခံပြီးတော့စ조사ခြင်းတဲ့စိတ်တွေဖြစ်လာစေတာမျိုးဟာ twin flame ဖြစ်တယ်တခါဒီမှာအနေတို့အတွက်အယူဆမှားရှိရငါရဲ့ twin flame အတွက်ငါကဘာမဆိုအနစ်နာခံပဲငါရဲ့ twin flame အတွက်ငါကကိုတောင်မှပဲအနာခံပြီးတော့ပေးဆက်မယ်ဆိုတာမျိုးအဲ့ဟာဒီအနေတို့အတွက်စစ်မှန်တဲ့ twin flame journey မဟုတ်ဘူးဘာလို့လဲဆိုတော့စစ်မှန်တဲ့ twin flame journey က
ဘသူအတွက်မှအန်ဒီတို့ကိုပေးဆက်အနေနာခံစရာမလိုဒါပေမဲ့သူ့ကိုကြည့်ပြီးတော့မှကိုပိုကောင်းတဲ့သူတယောက်ဖြစ်လာအောင်လို့ sacrifice လုပ်ပြီးတော့စူးစမ်းခြင်းတဲ့စိတ်တွေတော့ဖြစ်လာတယ်သူ့ကိုကြည့်ပြီးတော့ကိုပိုကောင်းတဲ့သူဖြစ်ချင်လာအောင်ပေးဆက်တာသူ့အတွက်ပေးဆက်ပေးတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့နှစ်ခုကအင်မတန်ကွာခြားပါတယ်တကယ်လို့ကိုကနေ့တိုင်းမှာကိုအတွက်ကိုမကြည့်ပဲနဲ့ပေါ့နော်မြဲတမ်းသူ့အတွက်ပဲလုပ်ပေးတယ်သူ့အတွက်ပဲပေးဆက်တယ်အဲ့ရနေကိုပျောက်ဆုံးလာတယ်ဆိုရင်ဒါမှန်ကန်တဲ့ twin flame journey မဟုတ်ဘူးကိုကဒီလိုလုံးမိနေတယ်ဆိုလို့ရှိရင်တေချာပေါက်ကိုနဲ့ twin flame နဲ့ကြားမှာခွဲခွာခြင်းတွေရှိလာမှာပဲအန်ဒီတို့ကို twin flame နဲ့တွေးစီတဲ့တခုတည်းတော့အကြောင်းပြချက်ကကိုပိုကောင်းတဲ့သူဖြစ်လာစေပြီးတော့မှဘဝရဲ့စစ်မှန်တဲ့လမ်းကြောင်းကိုရှောက်စေဖို့ပါကိုကအဲ့လိုမရှောက်နိုင်မဲနဲ့ငါပေးဆက်ချစ်မယ်ငါအနစ်နာခံချစ်မယ်ဆိုတာမျိုးလုံးမိသွားပြီဆိုရင်လေ twin flame နဲ့ကိုနဲ့ကြားမှာကွဲကွာသွားတာကိုမြင်ရပါလိမ့်မယ်အဲ့ဒီကိုရဲ့စိတ်ကမပြောင်းလဲသေး၍လေသူနဲ့ကိုနေကဘလို့မှပြန်ပြီးတော့စုံစည်းနိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့အန်ဒီတို့ traffic နဲ့ပတ်သက်ရင်တစ်ဖက်စွန်းရောက်တဲ့အယူအဆတွေရှိကြတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ train flame ကကိုယ့်ပေါ်မှာအရန်ကိုစိတ်ဆင်းအောင်တော့ကရအောင်လုပ်နေတယ်ဒါပေမဲ့ကိုကအဲ့ဒါကြီးကိုငါရဲ့ train flame မို့လို့လက်လွတ်လို့မဖြစ်ဘူးဆိုပြီးတော့တီးခန့်နေတာမျိုးပေါ့နော်ဒါလည်းအတွေ့အကြုံရအများကြီးတွေးခဲ့ပူးပါတယ်ဥပမာတစ်ဖက် train flame ကတခြားတစ်ယောက်နဲ့တစ္ဆာဖောက်နေတယ်ဖောက်ပြန်နေတယ်မကောင်းဆိုတော့ကိုကသိနေတယ်ဒါပေမဲ့သူ့ဘောငါနဲ့ train flame လို့ပြောထားတယ်ငါသူ့ကိုလက်လွတ်လို့မရဘူးဆိုတာမျိုးကလည်းစစ်မှန်တဲ့ train flame journey မဟုတ်ပါဘူးเนาะဒါက train flame တွေပါတယ်အန်ဒီတို့ကခေါင်းစဉ်တက်เสียမလို့ကိုနဲ့အတူတူ relationship တွေမှာရှိနေတဲ့သူတစ်ယောက်ကတခြားသူတစ်ယောက်နဲ့ဖောက်ပြန်ပြီးဆိုရင်အန်ဒီတို့ကဒီလူကိုဘလို့အကြောင်းရင်းနဲ့မှဆက်ပြီးဆွဲထားเสียမလို့သူကကိုယ့်ရဲ့ဘယ်နှဘဝရဲ့ပါရမီဖြည့်ဘက်ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ twin flame ပဲဖြစ်ဖြစ် soul mate ပဲဖြစ်ဖြစ်ဒီလိုဆွဲထားဖို့အကြောင်းရင်းမရှိဘူးကိုက twin flame journey ဖြစ်ခဲ့ဆိုရင်တော့အဲ့ချိန်မှာကိုဒီသူ့ကိုလွှတ်ချလိုက်ရမယ် twin flame ဖြစ်တယ်ဆိုတဲ့ attachment တွေဘာမှထားလို့မရဘူးနော်အဲ့ဒီခါကြလို့ရှိရင်လည်းအန်ဒီတို့အတွက်စစ်မှန်တဲ့လမ်းကြောင်းတစ်ခုဟာဆက်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ twin flame နဲ့ဆုံရတဲ့သူတိုင်းဟာမဖြစ်မနေနောက်ဆုံးမှာစုံစည်းတော့ရလားဆိုရင်50လို့ပဲပြောလို့ရပါမယ်တချို့လူတွေကကိုယ့်ရဲ့ train flame နဲ့နေတော့ကြရတဲ့သူတွေလည်းရှိတယ်လို့မျိုးအကြောင်းမျိုးကြောင့်ကိုယ့်ရဲ့ train flame ကိုလက်လွတ်လိုက်ရတဲ့သူတွေလည်းအများကြီးရှိတယ်ဒါကတော့နှစ်ဦးနှစ်ဖက်ရဲ့ပါရမီဖြည့်တဲ့ပုံမှာသွားပြီးတော့သက်ဆိုင်တယ်အန်ဒီတို့က true body same soul ဆိုပေမဲ့ soul နှစ်ခုကကွဲသွားတဲ့အချိန်ကြလို့ရှိရင်ကိုယ်ခရီးကိုရှောက်ကြရတယ် masculine ကလည်း masculine ရဲ့ခရီးကိုရှောက်တယ် masculine ကလောက်ရမယ်ဖြည့်ရမယ်တာဝန်တွေပါရမီတွေသူဖြည့်တယ်ဒါဖို့တတ်ပေါ့နော်အန်ဒီတို့ပြောရရင်တော့ feminine ဒီအမျိုးသမီးမတက်ကလည်း feminine ကလောရမယ့်တာဝန်တွေ feminine ကဖြည့်ရမယ့်ပါရမီတွေကိုသူဖြည့်တယ်သူလဲကြောင်းနဲ့သူသွားတယ်အဲ့မှာ masculine ကသူ့တာဝန်သူမဖြည့်နိုင်ဘူးဆိုရင်လည်းအန်ဒီတို့ဘာမှလုပ်လို့မရအောင်နော်ဘလို့ပဲ same soul ဖြစ်နေပါစေအန်ဒီတို့ကခန္ဓာကိုယ်နှစ်ခုကွဲနေပြီဖြစ်တဲ့အတွက်ကြောင့်သူကသူ့တာဝန်သူယူရမှာဖြစ်ပါတယ်အဲ့လိုချိန်မျိုးမှာလဲကိုကသူ့ကိုဘယ်အကြောင်းနဲ့မှစောင့်နေစရာမလိုဘူးကိုအတွက်ပိုကားအောင်လုပ်တော့ပါကိုပိုကားအောင်လုပ်တယ်ကိုရွေးချယ်လိုက်တာကိုရဲ့ train flame အတွက်ကိုသူ့ကိုပါ heal ဖြစ်သွားစေတဲ့လမ်းကြောင်းအသစ်တွေကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ကိုရဲ့ twin flame ကကို heal လုပ်နေပြီးကိုက healing တွေလုပ်တယ် self love တွေပြီးတဲ့ဆိုရင်ကိုရဲ့ twin flame ရောတစ်ဖက်မှာသူကရောအလို heal ဖြစ်လားဆိုတဲ့မိခွန်းလေးကိုလည်းခဏကြားဖို့တယ်လည်းအဲ့မိခွန်းလေးကိုစိတ်ဝင်စားလို့အဖြေတွေတိကျတဲ့အဖြေတွေလိုက်ရှာဖို့ရပေါ့နော်အဲ့တော့ကိုကတစ်ဖက်က healing လုပ်နေရင်ကိုရဲ့ twin flame ကတော့နောက်ကနေအလိုလိုက်ပြီးတော့ healing ဖြစ်လာဆိုရင်ဖြစ်ပါတယ်ဘာကြောင့်လဲအန်တို့က same soul ဖြစ်နေလို့လေစိတ်ဝိညာဉ်ကတစ်ခုတည်းပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့တစ်ဖက်ကရှေ့ကိုအရင်သွားနေပြီဆိုရင်အလိုနောက်ကနေပြီးတော့လေလိုက်လာတာပဲကိုကလည်းရှေ့ကိုမတိုးသူဆိုရင်နောက်ကလူကလည်းဘယ်လိုမှလိုက်လာမှာမဟုတ်ဘူးเนาะအဲ့တော့အန်တို့ကဒီ energy ကိုရှေ့ကိုတယောက်ကအရင်ဆွဲတင်သွားပြီဆိုရင်ထားပါတော့ feminine က healing တွေလုပ်တယ် self love တွေပေးတယ်ကိုသူရှောက်ရမယ့်လမ်းခရီးဘဝခရီးကိုသူအားမှန်အပြည့်နဲ့ရှေ့ကိုဆက်လျှောက်သွားတယ်ဆိုလို့ရှိရင်တစ်ဖက်ကလည်းမဖြစ်မနေလိုက်လာရမှာပဲเนาะဒီ same soul ဖြစ်နေတဲ့သဘောတရားအရာပေါ့เนาะဒါကြောင့်မှများသောအားဖြင့် feminine တွေဘက်ကပဲကူစားရတယ်ဆိုတာတော့ဒါတော့အမှန်တရားမဟုတ်ပါဘူး feminine ပဲဖြစ် masculine ပဲဖြစ်အရင်နိုးတဲ့သူကအရင်ကူစားရမှာပဲအရင် awaken ဖြစ်တဲ့သူကအရင် so healing လုပ်ကြရတာပဲလीเนาะအဲ့တော့အရင်နိုးကြတဲ့လူကအရင် heal လို့ပေါ့သူ feminine ကပဲစပြီးကူစားရမယ်တော့ feminine ရောက်တော့ healing လုပ်စရာမလိုဘူးဆိုတာမျိုးတွေတော့မဟုတ်ပါဘူးကိုရင်တို့လိုက်ကို healing လုပ်မယ်ဒါဆိုရင်တစ်ဖက်ကလူကလည်းတဖြည်းဖြည်းကိုရဲ့နောက်ကိုလိုက်လာနိုင်မယ်ပေါ့ကိုသွားနေတဲ့လမ်းကမှန်ဖို့တော့လိုတယ်ကိုသွားနေတဲ့လမ်းကမမှန်ဘူးဆိုလို့ရှိရင်တော့လေနောက်ကလူကဘလို့မှနိုးလာနိုင်မှာမဟုတ်ဘူးလိုက်လာနိုင်မှာမဟုတ်ပါဘူးအဲ့တော့ traveling နဲ့ပတ်သက်ပြီးတော့မှကိုကစပြီးတော့ပေါ့နော်ကို traveling နဲ့စုံခံနေပြီဆိုလို့ရှိရင်လေ
sign လေးတွေပြတတ်တယ်လက္ခဏာလေးတွေရှိတယ်ကြည့်လို့ရတယ်အဲ့ patterns ကလူတိုင်းမှာတူကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ twin flame နဲ့စုံခံနေပြီဆိုရင်ဘာဖြစ်လာလဲဆိုတော့အနေရဲ့ရှေ့ကဥပမာလို့ဒီ twin flame ဆိုတဲ့စကားလုံးလေးကိုအရင်ကြားလာရတယ်ဒါကတော့အနေတို့ကခေတ်စနစ်နဲ့လည်းဆိုင်သွားတာပေါ့နော်အရင်ခေတ်ကတော့အရင်ခေတ်အလျောက်ရှိခဲ့မယ်ပေါ့အခုအနေတို့ခေတ်ကတော့ spiritual ဆိုတာအရေးပဲစားလာတယ်နော်ဒီအကြောင်းအရာတွေကိုလူတိုင်းကထိတွေ့နေကြတယ် social media ကလည်းခေတ်စားလာတဲ့အတွက်ကြောင့်မလို့ကိုကtwin flame ဆိုတဲ့စကားလုံးလေးကိုခဏကြားလာတယ်။အော် twin flame အရင်ကတော့အနေအားထင်တယ်ဖူးစာရှင်ဆိုတာလေးကိုများကြားကြမလားပေါ့နော်။အဲ့လိုလေးတော့တွေးမိပါတယ်။အဲ့တော့ထားပါတော့ဖူးစာရှင်ပဲဖြစ်ဖြစ် twin flame ပဲဖြစ်ဖြစ်ပေါ့။ခဏကိုပတ်ဝန်းကျင်ကလူတွေကအဲ့အကြောင်းကိုပြောတယ်။ကိုပတ်ဝန်းကျင်ကလူတွေကသူတို့ရဲ့ဖူးစာရှင်သူတို့ရဲ့ twin flame နဲ့တွေ့ပြီးဆိုတာတွေကိုခဏပြောကြတယ်။ကိုယ့်ရဲ့ဆရာသမားဖြစ်သူတွေကိုလေးစားရတဲ့သူတွေကိုသဘောကျရတဲ့သူတွေကလည်းဒီစကားလုံးလေးကိုအသုံးပြုလာကြတယ်။ကိုမျက်စိရှိမှခဏမြင်လာရတယ်ပေါ့နော်။အဲ့လိုလေးစပြီးတော့ဖြစ်တတ်တယ်။ပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ကလည်းစပြီးတော့အပြောင်းလဲဖြစ်လာတယ်။ဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာတစုံတရာကိုချစ်ချင်တယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်လာပါတယ်နော်။အဲ့တော့အနေတို့ကအရင်ကတော့အနေတို့ soulmate နဲ့ twin flame နဲ့ကအဲ့နေရာလေးမှာကြွားတယ်။ဥပမာ soulmate တွေကဘယ်ချိန်မှဆိုရောက်လာတယ်လေဆိုမထင်မှတ်ထားတဲ့အချိန်မှာရောက်လာတတ်တယ်။ဒါကတော့အနေရဲ့ theory ပေါ့နော်။အနေရဲ့ theory က soulmate တွေကကိုကမချစ်ချင်တော့ဘူးငါအချစ်ကိုစိတ်ကုန်နေပြီဆိုတဲ့အချိန်မှာမထင်မှတ်ဖယ်ရောက်လာတဲ့သူတွေဖြစ်တတ်ပေမဲ့လည်းပဲ twin flame တွေကကြတော့ငါတစုံတရာကိုချစ်ကြည့်ခြင်းနဲ့အကောင်းဆုံးသောပုံစံနဲ့ချစ်ကြည့်ခြင်းနဲ့အပျော်တမ်းကစားတာမျိုးမဟုတ်နေပဲနဲ့တစုံတရာကိုငါရဲ့ချစ်ခြင်းမြတ်တာတွေပေးခြင်းတယ်ဆိုတဲ့စံတာတွေဖြစ်လာတယ်နော်အပျော်တမ်းဆိုတဲ့စိတ်မျိုးမဟုတ်တော့ပြီးတော့အဲ့မှာကြောက်စိတ်တွေလည်းမရှိနေဘူးနော်ဒါကြောက်စိတ်တွေကသူနဲ့တွေ့ပြီးရဲ့နောက်မှာတော့ပေါ်လာနိုင်မှာပေါ့နော်သူလည်းမတွေ့ခင်အချိန်မှာတော့ဟာငါတစုံတရာကိုချစ်ချင်လိုက်တာငါရဲ့အချစ်တွေကိုပေးချင်လိုက်တာဝေမျှချင်လိုက်တာဆိုတဲ့စိတ်မျိုးတွေဖြစ်လာတတ်တယ်ဒီအတွေ့အမြဲတမ်းလေးဝင်လာနိုင်သလိုခဏခေါင်းထဲကိုဖြတ်ခနဲပေါ်လာတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်တတ်တယ်ဟောဖြစ်လာပြီးရဲ့နောက်မှာတော့တတိယမြောက်အဆင့်အနေနဲ့ဘာဖြစ်လာလဲဆိုတော့ကိုဒီတကယ်ကိုတစုံတရာနဲ့တွေ့ရတော့မေးဆိုရရင်ခုန်တဲ့စိတ်လှုပ်ရှားမှုတွေဖြစ်လာတယ်တနည်းအားဖြင့်တော့အန်ဒရိုရဲ့ magnet လေးကစပြီးတော့အလုံးလုံးနေပြီပေါ့နော်အန်ဒရို 12 flare ကိုရဲ့ radar တွေကိုရောက်လာပြီပြောရမယ်ဆိုရင်တော့radar တွေကိုသူဝေးလာပြီအန်ဒီရဲ့ story လေးမှာလည်းအဲ့ဒါလေးရှိတယ်နောက်မှာတော့အန်ဒီဝေးမျှပေးမယ်ပေါ့နော်ကိုရီးယားမျက်နှာချင်းဆိုင်မတွေ့ရသေးဘူးဒါပေမဲ့တွေ့ရဖို့အကြောင်းရင်းတွေကစပြီးတော့ဖြစ်လာပြီပေါ့နော်လွဲသွားတာတွေရှိမယ်ဘေးကနေဖြတ်လျှောက်သွားတာတွေရှိမယ်သူရောက်တဲ့နေရာကိုကိုရောက်နေရလဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့တယောက်နဲ့တယောက်ကမျက်နှာချင်းဆိုင်တိတိကျကျမစုံစည်းတာတည်ဘူးပေါ့နော်ဒါမျိုးလေးတွေဖြစ်လာတယ်အဲ့ချိန်မှာကိုရဲ့ magnet ကစပြီးတော့နိုးလာတယ်ငါတစုံတယောက်ကိုတွေးရတော့မယ်ထင်တယ်တစုံတယောက်နဲ့ဆုံရတော့မယ်ထင်တယ်ဆိုတော့ရင်ခုန်စိတ်လှုပ်ရှားတဲ့ပေါ့နော်ခက်စားချက်ကလေးတွေစပြီးတော့ဖြစ်လာလိမ့်မယ်ဒါတတိယအဆင့်ပေါ့စရုဒ္ဓအဆင့်ကိုရောက်သွားတဲ့ခါမှာတော့အကြောင်းမျိုးနဲ့တွေးပြလိမ့်မယ်တွေးမိတဲ့ခါကျရင်လေစိမ့်နေတယ်ဆိုတဲ့ခက်စားချက်မျိုးမရတတ်ဘူး journey မှာပြောရခက်တယ်ဘာလို့သူက emotion လို့ပဲပြောတာပေါ့နော်ပြင်းထန်တဲ့ခက်စားချက်များလို့ပဲပြောတယ်အဲ့တော့တချို့ဒီတတာဖြစ်ပြီးတော့မှမတွေ့ရတဲ့ကြားရဲ့မိတ်ဆွေဟောင်းကိုတွေ့ရတယ်လို့ခက်စားချက်မျိုးလည်းဖြစ်မယ်တချို့ကျတော့လေစိတ်ထဲမှာခက်စားချက်တွေကမကောင်းငါ့စိတ်တွေကဘလို့ဖြစ်နေရလဲမတည်ငြိမ်ဘူးဆိုတာလည်းဖြစ်ကောင်းဖြစ်မယ်เนาะအဲ့ intense emotion ဆိုတော့အန်တို့ကခေါင်းစစ်တက်လို့မရဘူးပေါ့ကောင်းတာလည်းဖြစ်မယ်ဆိုးတာလည်းဖြစ်မယ်တေးကြတာကတော့ခံစားချက် line တစ်ခုဖြစ်နေပြီဆိုတဲ့သဘောလေးပဲပေါ့နော်ဆိုတော့အဲ့လိုလေးစဖြစ်လာလိမ့်မယ် soulmate နဲ့လည်းအိမ်မှာသွားကွာတယ် soulmate ကများသောအားဖြင့် feels like home ပေါ့အိမ်လိုခံစားချက်မျိုးကိုပေးတဲ့သူတွေငါအိမ်ပြန်ရောက်သွားသလိုမျိုးပဲဆိုတာမျိုး twin flame ကကျတော့ uncomfortable ဖြစ်တာတတာမဖြစ်ဘူးသူနဲ့ရှိလိုက်လို့ရှိရင်သူနဲ့တွေ့လိုက်လို့ရှိရင်စိတ်တယောက်ဖြစ်တယ်လို့เนาะခုနသူနဲ့မစုံစည်းခင်အားကြတော့ confidence တွေရှိနေတာလေငါတစုံတရာကိုချစ်ချင်တယ်တွေ့ပြီးရဲ့နောက်မှာကြောက်စိတ်တွေပဲဖြစ်လာတယ်လို့ trigger တွေပဲပေါ်လာတယ်လို့မနာလို့တဝင်တူတဲ့စိတ်တွေပဲပြန်ကြွလာတယ်လို့စသဖြင့်ခက်စားချက်တွေကအတက်အကျမငြိမ်ဘူးဖြစ်လာတယ်အဲ့ဒါအန်တို့ပြစမအဆင့်အနေနဲ့ဘာဆက်ဖြစ်လဲဆိုတော့နှစ်ယောက်ကလင်းမြန်မယ် relationship တစ်ခုတည်းကိုရောက်လာပါလိမ့်မယ်ဆိုတော့ဒီနေရာလေးမှာလည်းအဲ့လိုပဲပေါ့နော်အန်တို့တချို့ကျတော့လေတကယ်ကိုတမ်းပြီးတော့ relationship တွေရောက်သွားလို့လည်းရှိရတယ်တချို့ကျတော့လေ situationship ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိကောင်းရှိမယ်ဒါပေမဲ့များသောအားဖြင့်တော့အနေကတေးကြတာကတော့သူရဲ့ကိုယ်ရဲ့ဒီတရားကိုတရားသဘောကျတယ်ဆိုတဲ့ခံစားချက်ကလေးစပြီးတော့ရှိလာကြပြီပေါ့နော်တချို့ဒီချက်ချင်းတန်းပြီးတော့မှဝင်ခံလိုက်တာမျိုးလည်းရှိမယ်တချို့ကျတော့လေtrigger တွေအများများတော့ဝင်မခဲကြသေးဘူးဒါပေမဲ့သူရောငါကိုချစ်တယ်ဆိုတဲ့ခံစားချက်ကလေးပေါ့သူကငါ့ကိုသဘောကျတယ်ဆိုတဲ့ခံစားချက်ကလေးဖြစ်လာကြလိမ့်မယ်ပြီးတော့အဲ့ဒီအချိန်လေးဒီအမ်တမြန်ဆန်ပါလိမ့်မယ် traveling man တီးနိုင်တဲ့နောက်တစ်ချက်ကကြတော့အတူရှိနေတဲ့အချိန်မှာအယမ်းမြန်အချိန်တွေ time က
just an illusion ဖြစ်သွားပြီအဲ့ဒီချိန်မှာပုံရိပ်ရောင်ကြီးလိုပဲသူနဲ့တူတူရှိနေလို့ရှိရင်အချိန်တွေကအယမ်းမြန်တယ်လို့ခံစားရတယ်နောက်တစ်ခါသူရဲ့ကိုယ့်ရဲ့ timeline ကအယမ်းမြန်လိမ့်မယ်ချစ်သူဖြစ်သွားတယ်ဆိုလို့ရှိရင်အချိန်ခဏလေးအတွင်းမှာပဲသူရဲ့ကိုယ့်ရဲ့ချစ်သူဖြစ်သွားတယ်အဲ့လိုပေါ့ time ဒီအချိန်တွေကကမောက်ကမဖြစ်လာတာကိုစပြီးခံစားမိလိမ့်မယ်အန်ရိုရဲ့ story လေးမှာဆိုရင်လည်းအဲ့လိုပဲအန်ရိုနှစ်ယောက်စုံရတဲ့အချိန်ကအယမ်းနေတယ်ဆုံရတဲ့အချိန်နဲတယ်အကြာကြီးပြက်ခွဲနေရတယ်ပြီးတဲ့အခါမှာနောက်ထပ်ပြက်ဆုံရတယ်အချိန်တွေကကမောက်ကမလိုပဲဖြစ်တယ်အကြာကြီးလို့လည်းခံစားရတယ်ဒါပေမဲ့တစ်ချိန်တည်းမှာလည်းအချိန်လေးကနည်းနည်းလေးလိုပဲနောက်မှဆိုရင်အန်ရို story လေးမှာဆိုလို့ရှိရင်အန်ရိုနှစ်ယောက်ချစ်သူဖြစ်ပြီးဆုံးခဲ့ရတဲ့အချိန်က2လလောက်ပဲကြာခဲ့2လလောက်ပဲတွေ့လိုက်ရတာပေါ့နော်ပြီးတော့အကြောင်းမျိုးမျိုးနဲ့ခွဲခွာဖို့အတွက်ဖြစ်လာတာလေးရှိတယ်အဲ့ဒီအဆင့်ပြီးတော့ပြီဆိုရင်နောက်မှာတော့ဒါ traveling ရဲ့ခရီးရှည်ကြီးစပြီးဆိုတဲ့သဘောပေါ့နော်ဘာဖြစ်မလဲဆိုတော့ separation တွေဖြစ်မယ် trigger တွေဖြစ်မယ် healing တွေဖြစ်မယ်အဲ့ဒါတွေမျိုးစုံဝင်လာပြီပေါ့နော်သဘောတရားတော့ဘာလဲဆိုအန်ရိုရဲ့ soul ကအစင်းမဖြစ်သေးဘူးနော်ဒီ union အတွက်ကိုအစနေမဖြစ် handle မလုပ်နိုင်သေးဘူး။ဘာလို့ဆိုတော့ဒီ soul နှစ်ခုကကွဲကွာသွားတဲ့အချိန်မှာကိုလန်ကိုရှောက်ရတယ်။ကိုလန်ကိုရှောက်တဲ့အချိန်မှာနှစ်ယောက်ရဲ့ကြီးပြင်းခဲ့တဲ့ပုံစံတွေကျင်လည်ခဲ့တဲ့ဘဝရဲ့တန်တရားတွေရခဲ့တဲ့သင်ခန်းစာတွေစိတ်တရားတွေကလုံးဝမတူတော့ဘူး။ကွဲသွားတာကိုဒီ soul နှစ်ခုကအဲ့တော့ဒီ soul နှစ်ခုကခန္ဓာတစ်ခုစီနဲ့တကွဲတစ်ပြားစီတဝက်စီခွဲခံလိုက်ရတဲ့အချိန်မှာသူလည်းဘာကြီးကြုံတွေ့ရလဲမသိခဲ့ဘူး။ကိုလည်းကိုယ့်ရဲ့ဘဝတဲ့ကိုအများကြီးကျင်လည်ခဲ့ရတဲ့တန်တရားမှာအဲ့တော့ပြန်တွေ့တဲ့အခါမှာကိုရီနှစ်ယောက်ကစပြီးတော့ခွဲခွာတော့လို့မျိုးမဟုတ်တော့ဘူးအစင်းနဲ့မဖြစ်နေသေးဘူးသူလဲသူစိတ်တရားတွေအများကြီးဖြစ်နေကိုလဲကိုစိတ်တရားတွေအများကြီးဖြစ်နေတော့အဲ့ဟာတွေကိုအရင်ဆုံး healing လုပ်ဖို့အတွက်သင်ခန်းစာတွေစပြီးတော့ဝင်ရောက်လာပါတယ်တကယ်တော့ဒီ travel journey ကသင်ခန်းစာဆိုတာကလည်းလေအပြင်ကရောက်လာတဲ့သင်ခန်းစာမျိုးမဟုတ်ဘူးတယောက်နဲ့တယောက်က trigger ခလုတ်ကိုနှိပ်ပြီးတော့နှိုးချပေးလိုက်တာပဲเนาะခလုတ်ကိုနှိပ်ပြီးနှိုးချ mount တင်ပေးလိုက်တဲ့သဘောမျိုးဖြစ်သွားတဲ့အခါမှာနှစ်ယောက်ကကိုယ့်ရဲ့မကူစားရသေးတဲ့အရာတွေကအကိုလုံးမျက်နှာပြင်ပေါ်ပြန်ပေါ်လာတာပေါ့နော်အိမ်မှာမခံစားနိုင်တဲ့လူကထွက်ပြေးသွားတယ်။ဒါတော့ဖြစ်တော့ Aniro ရဲ့ parents မှာ masculine တွေကထွက်ပြေးသွားတယ်လို့ပြောလို့ရှိကြတယ်လေနော်။ဒါကလည်းfeminine တွေရဲ့သဘောတရား mother instinct ရှိတော့အမေတယောက်လိုအရန်ပေးချင်တယ်အရန်ချစ်ချင်တယ် travel နဲ့တွေ့လို့ရှိရင်တကယ်ကကျတော့ feminine ကဘာတဘောလဲဆိုတော့ hold back လုပ်ရမှာနောက်ပြန်ဆုပ်ပြီးတော့မှသူပေးလာတာကိုကအေးစစ်စစ်လေးလက်ခံယူနေရမှာဒါပေမဲ့လည်းဘာဖြစ်လဲ feminine တော်တော်များများက unhealthy ပေါ့နော်ဒီသူတို့ရဲ့စိတ်တရားလေးတွေရှိကြတော့ကိုကလက်ခံတဲ့နှလုံးသားရှိရမယ်အစားကိုအရန်ပေးချင်တတ်တယ်အရန်ပေးလာတဲ့ခါကျတော့ masculine တွေကထွက်ပြေးသွားတယ် masculine တွေကကျတော့သူတို့ကလေသူတို့ရဲ့စိတ်တွေကသူတို့ရဲ့ trigger နဲ့တူလို့ပေါ့နော်သူတို့ရဲ့သဘောတရားကျတော့ insecure အတွင်းထဲမှာအယမ်းဖြစ်တယ်ကိုတိမ်ငယ်စိတ်အယမ်းဖြစ်တယ်ကိုအတွက်ကိုယုံကြည်ချက်ခိုင်မာမှုမရှိနေဘူးအဲ့ချိန်မှာတစ်ဖက်က feminine ကသူတို့ထင်ထားတာထက်အများကြီးပုံပေးလာတဲ့ခါကျတော့ကြောက်ရွံ့ပြီးထွက်ပြေးသွားတယ်အဲ့နေရာမှာတော့masculine ရဲ့ contract ပေါ်မူတည်ပြီးတော့ပေါ့နော်တချို့ကတော့ဒီတိုင်းလေးပဲခွဲခွာသွားတဲ့သူတွေရှိမယ်တချို့ကျတော့လည်းပဲ third party ဆိုပြီးတော့မှပေါ့နော်နောက်ထပ်တစ်ယောက်ကိုရွေးချယ်သွားတာတွေလည်းရှိကောင်းရှိလာတယ်အဲ့လိုတွေရှိလာတဲ့အဲ့ process တွေကိုရောက်သွားပြီဆိုတဲ့အချိန်မှာတော့ကိုကဘာလုပ်ရမလဲဆိုတော့ healing ကိုပဲအာရုံစိုက်ပါဒီလိုပြန်လာဖို့အတွက်ကိုယ့်ရဲ့လက်တွဲပေါ်ပြန်လာဖို့အတွက်ကိုလုံးဝ manifest မလုပ်မိဖို့ကပထမတစ်ချက်ပါအဲ့မတဲ့အရေးကြီးပါတယ်ဒီလိုချိန်ရောက်ပြီဆိုအန်ရိုကများသောအားဖြင့်ပေါ့နော် feminine တွေကကြောက်ရွံ့သွားတတ်ကြတယ်ဟာငါဆုံးရှုံးရတော့မယ်သူထွက်ပြေးသွားပြီဆိုတဲ့အခါမှာစိတ်မနာနိုင်သေးဘူးပြန်လိုချင်ကြတယ်နော်စိတ်မနာနဲ့ကိုယ့်ကိုနာကြအောင်လုပ်ခဲ့တာလည်းရှိကောင်းရှိမယ်ဒါပေမဲ့ကိုယ်စိတ်ကစိတ်မနာနိုင်ဘူးပြန်လိုချင်တယ်ငါစီရောက်လာစီချင်တယ်အမျိုးမျိုးသောနည်းနဲ့ရောက်လာအောင်လုပ်လိုက်မယ်အဲ့ဒီအရာတွေကကိုယ်စီကိုတန်ပြန်တက်ရောက်မှုတွေဖြစ်လာပြီးတော့ကိုယ့်ရဲ့စိတ်ရောခန္ဓာရော empty drain ဖြစ်သွားစေပါမယ်အဆိုးဆုံးကတော့ကိုပျောက်ဆုံးသွားစေတတ်တယ်နော်ကိုယ့်ရဲ့စိတ်ဝိညာဉ်တစ်ဝက်ကိုပြန်ရှာတွေ့တာကိုပျောက်ဆုံးသွားစေတယ်ဆိုရင်တော့ဒါမဟုတ်သေးဘူးเนาะအဲ့တော့အန်တို့အဲ့ချိန်မှာကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ awareness တွေထည့်ရတယ်ဒါမဟုတ်သေးဘူးငါတို့ခုချိန်မှာလက်ခံနိုင်တဲ့စွမ်းရည်မပြည့်ဝသေးလို့ပဲအဲ့တော့ငါ healing လုပ်ရမယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကို focus ထားပါကိုချစ်ချင်းမြတ်တာတွေပြန်ပေးပါကိုရဲ့ငယ်ဘဝစိတ်တရားတွေကိုပြန်ရှာပြီးကုစားပါကိုရဲ့မိဘတွေနဲ့ကိုနဲ့ကြာ relationship ကိုကောင်းအောင်တည်ဆောက်ပါကို့အပေါ်မှာကောင်းတဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ connection ကိုတည်ဆောက်ပါကိုရဲ့ career အလုပ်အကိုင်ကိုတည်ဆောက်ပါကိုရဲ့အလှပတရားကိုပို့ပြီးတော့မှအာရုံစိုက်လိုက်ပါကိုရဲ့ပညာအရေးချင်းတွေကိုပို့ပြီးတော့တိုးတက်လာအောင်မြင့်တင်လိုက်ပါအဲ့ဒါတွေကိုအနေတို့ကလှုပ်ဆောင်ပြီးရဲ့နောက်မှာတော့ကိုရဲ့တစ်ဖက်က soul ကိုလက်ခံဖို့အစနစ်ဖြစ်သွားပြီအဲ့ခါမှာသူ့အလိုပဲအခွင့်အရေးတွေလမ်းစာတွေကိုတို့နှစ်ယောက်ပြန်ဆုံစေဖို့အတွက်ကိုဖြစ်လာပါလိမ့်မယ်
အခုကအန်နီရိုရဲ့ story လေးပေါ့နော်ဆိုတော့အန်နီရိုကလည်း twin flame တွေဆိုတာကိုသိခဲ့ကြတယ်ပေါ့twin flame တွေဆိုတာကိုသိခဲ့တာလည်းအမှန်တော့အန်နီက twin flame တို့ soulmate တို့ဆိုတဲ့ titles ကိုအရင်မယူချင်တတ်ဘူးအန်နီကိုရိုင်ကလည်းအရင် attach ဖြစ်တတ်တယ်အရင်ကိုပေါ့နော်ဆွဲလန်းတဲ့သဘောတရားရှိတော့ခါကြတော့ဥမာဒီတရားငါရဲ့ twin flame မှာဒီတရားငါရဲ့ soulmate ပါဆိုပြီးသိလိုက်ပြီးဆိုရင်မရတော့ဘူးအရင်ကိုဟိုရက်တက်လို့မရဘူးဆိုတာကိုသိတယ်သိတော့ခါကြတော့အဲ့ဒီ titles ကိုငါမထည့်ချင်ဘူးပေါ့ဒါပေမဲ့လည်းအကြောင်းမျိုးမျိုးနဲ့အန်နီကညီမလေးတယောက်ကညှိုးပေးပြလို့ဆိုပြီးတော့ပါပေါ့နော်အဲ့ဒါလေးကအန်နီထင်တယ်coffee နဲ့ coffee reading ဖြစ်မယ်ထင်တယ် coffee reading ဆရာမလေးတယောက်နဲ့တွေ့တယ်ပေါ့နော်အဲ့ဒီ coffee reading ဆရာမလေးကအန်နီတို့မစုံကြီး6လလောက်အလိုမှာတွေ့တာအဲ့လိုတွေ့တဲ့အခါမှာအဲ့ဆရာမလေးကအန်နီတို့ပြောလိုက်တယ်နောက်ထပ်6လနေလို့ရှိရင်ကိုယ့်ရဲ့လက်တွဲပေါ်နဲ့တွေ့ရလိမ့်မယ်သူကပုံစံလေးကအစပြောပြပေးလိုက်တာအဲ့ဆရာမလေးအရက်ရှိရှိဖြစ်မယ်ပေါ့နော်အသားဘလို့ဖြစ်မယ်ပေါ့ဟုတ်ရောဟုတ်ပါမလားပေါ့နော်အန်နီကအဲ့ချိန်တော့ငါတို့တစုံတယောက်နဲ့စုံတွေ့ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒီချိန်မှာငါစိတ်လဲမဝင်စားသေးဘူး6လလောက်အလိုတော့ကိုစိတ်မဝင်စားသေးဘူးပေါ့နော်စိတ်ဝင်စားခဲ့တောင်မှပဲဘလို့မှအခွင့်အရေးမရှိဘူးပေါ့နော်အနေကဘယ်မှလည်းအပြည့်လဲတိတ်မသွားဖြစ်ဘူးအလုပ်ပဲလုပ်နေရပဲများတယ်အိမ်မှာပဲနေရများတယ်အပြင်သွားပြီဆိုရင်လည်းအနေကမီတာစုတွေနဲ့ပဲသွားတာလည်းများတယ်ပေါ့နော်ပြီးရဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲပို့ပြီးတော့လုပ်ဖြစ်တယ်အဲ့လိုနဲ့ပဲပြီးသွားတယ်3လလောက်အလိုကြတော့ခုန science လေးတွေကိုစပြီးခန်းစားလာရတယ်အဲ့ဒါဘာလဲဆိုတော့ငါတို့စုံတရားကိုငါရဲ့ချစ်ချင်းမြတ်တာတွေပေးချစ်ခြင်းနဲ့ဆိုတာမျိုးပေါ့ဆိုအဲ့တော့အနီကချစ်ချင်းမြတ်တာတွေအကြောင်းအရင်လေးလာတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာတွေကိုပေးစရာလို့မရှိဘူးပြောရင်တော့ romantic partner ဆိုတဲ့ဟာကိုဒီအနီက soul family ကိုပြန်ပြီးဝေမျှပေးဖို့အတွက်လုံလောက်တဲ့အတွေ့အကြုံမရှိဘူးလို့ပြောရမှာပေါ့နော်ကိုယ့်ရဲ့ဘဝမှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့ချစ်ကြည်ရဲဆိုတာမရှိဘူးတစုံတယောက်ကိုပါရမီဖြည့်ပေးရဲဆိုတာမရှိနေဘူးအဲ့တော့တိုက်ဆက်ဆိုင်အနည်းဆရာသမားတွေနဲ့တွေ့တဲ့ခါမှာတယောက်တည်းပဲနေတော့မေးဆိုတဲ့ခါမှာဆရာသမားတွေကဘာပြောလဲဆိုတော့spiritual journey ရှောင်းနေရလို့တယောက်တည်းနေလို့မရဘူးပေါ့နေလို့မရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ခုနကလိုကိလေသာတွေကြောင့်မဟုတ်နေဘူးတယောက်နဲ့တယောက်မှာပါရမီဖြည့်ပေးဖို့သူတို့မှာလိုအပ်တဲ့ကိစ္စရပ်တွေရှိတယ်ပေါ့ energy နဲ့လုပ်ရတဲ့အလုပ်တွေဖြစ်တဲ့အတွက်ကြောင့်နောက်ကနေ supporting လုပ်ပေးမဲ့သူလိုအပ်တယ်သူမဟုတ်ကိုဥဆောင်မဲ့သူလိုအပ်တယ်ကို protect လုပ်ပေးမဲ့သူကာကွယ်ပေးမဲ့သူလိုအပ်တယ်ပေါ့အမေတွေရှိမယ်မိသားစုတွေရှိမယ်ဒါပေမဲ့လည်းအမေတွေမိသားဒီအမေတွေတခြားသောမိသားစုဝင်တွေဆိုတာကလည်းသူတို့ဘဝနဲ့သူတို့ဖြစ်နေတယ်အဲ့တော့ကိုယ့်ရဲ့ဘေးမှာကိုယ်နဲ့ပခုံးချင်းအမြဲရှင်ပြီးတော့တွဲလျှောက်ပေးမယ်လက်တွဲဖို့ဆိုတာလိုအပ်ပါတယ်ဆိုပြီးတော့မှပြောခဲ့တယ်ပေါ့နော်အဲ့တော့ကလည်းအနီကအဲ့ဒီစကားလေးကိုဒီလိုပဲစိတ်ထဲမှာပဲထားလိုက်တာပေါ့နောက်တော့ကိုရိုင်ကလည်းငါစစ်မှန်တဲ့ချစ်ချင်းမြတ်တာဆိုတာဝေမျှပေးခြင်းနဲ့ love manifestation တွေကိုလည်းပြောပြခြင်းနဲ့ဒါပေမဲ့ကိုကပြောပြဖို့ပြောရရင် experience တွေလည်းဘာမှမရှိဘူးဆိုပြီးတော့ပေါ့နော်မရှိဘူးဆိုစပြီးတော့တွေးမိလာတယ်တွေးမိပြီးနောက်မှာတော့အဲ့လိုစုံတယောက်နဲ့တွေ့ရတော့မယ်ဆိုတဲ့ခက်စားချက်ကလေးတွေလည်းစပေါ်လာတယ်စုံတယောက်နဲ့ငါစုံစည်းရတော့မယ်ထင်တယ်ဆိုတာကိုတီးတတာကိုvivid feelings ပေါ့နော်ခံစားလာရတယ်တချို့ကျတော့လေအဲ့ဒီအချိန်မှာအိမ်မက်တွေမှတ်တာရှိရဲ့အနေကတော့အဲ့တော့အိမ်မက်မှတ်တာမျိုးတော့မရှိခဲ့ဘူးဒါပေမဲ့ခံစားချက်တွေအရာပို့ပြီးတော့သိရှိခဲ့တယ်ပေါ့နော်သိရှိခဲ့ပြီးတဲ့နောက်မှာလုံးဝမထင်မှတ်ထားတဲ့နေရာမှာအနည်းရဲ့လက်တွေပေါ့နဲ့လာတွေ့တယ်လာတွေ့တဲ့နေရာကလည်းအနည်းတို့ဖះမှာလာတွေ့တာပေါ့ပြောရင်တော့ဘုန်းကြီးကျောင်းမှာတွေ့တယ်ပေါ့အဲ့အနည်းတို့ကအနည်းကဒီဘုန်းကြီးကျောင်းလေးနဲ့ကိုအရန်သွားမဟုတ်ပါဘူးအနည်းကအဲ့ဘုန်းကြီးကျောင်းကိုအရန်တွားဖြစ်တယ်တွားဖြစ်တော့အဲ့ဒီဘုန်းကြီးကျောင်းမှာတွေ့တယ်ပြောရတော့တခြားနေရာလည်းတိတ်မတွားဖြစ်တာလည်းပါမှာပေါ့နော်ဆိုတော့အဲ့နေရာမှာအနည်းကစပြီးတော့တွေ့တယ်ပြီးရဲ့ချိန်မှာအန်တို့ကအဲ့ဒီချိန်မှာဆိုလို့ရှိရင်အန်တို့ so family များလဲတည်တယ်အန်ကဆန်နေလူရာရှိရယ်စီတွေလူရာရှိရယ်လှူတဲ့ချိန်မှာလဲအန်ကဘုန်းကြီးเจ้าပေါ့နော်ဘုန်းကြီးเจ้าမှာပဲသွားလူလေးရှိရယ်အဲ့ခါမှာအဲ့ဒီဘုန်းကြီးเจ้าမှာအန်လှူတာတန်းတာတွေလုပ်တဲ့အချိန်မှာဒါဝေယဝေးစားတွေလုပ်ရင်းနဲ့စုံပြချတယ်ပေါ့နော်အဲ့စုံပြချတဲ့အချိန်မှာလဲအစားတော့ဒီလိုပဲအရင်ကြီးတော့တတိမထားမိသေးဘူးပေါ့နော်အရင်တတိမထားမိသေးဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတော့ခုနကပြောတဲ့ intense feelings ပေါ့ခံစားချက်တစ်ခုဖြစ်လာတယ်ခံစားချက်တစ်ခုကိုသိရှိနေတယ်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ဆိုအဲ့ခံစားချက်လိုက်လေးကိုလည်းကိုကသတိပြုမိလာတယ် awareness ရှိရတယ်ဒါပေမဲ့ဒါကဟုတ်ပါမလားပေါ့ဆိုတာမျိုးဖြစ်လာတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့မြင်မြန်ဆန်ဆန်ပဲကိုရီးနီးယားကခင်မင်ရင်းနှီးတွားကြတယ်ရင်းနှီးပြီးသွားတဲ့နောက်မှာခုန time illusion ဆိုတဲ့အတိုင်းပဲပေါ့နော်အချိန်တွေကပုံရိပ်ရောက်လို့ပဲနှစ်ယောက်ကမြင်မြန်ဆန်ဆန် relationship တစ်ခုတည်းကိုဘယ်လိုလဲရောက်လာခဲ့ကြတယ်ပေါ့နော်ရောက်လာခဲ့ကြပြီးတော့မှအန်တို့ကစကားပြောပြကြတဲ့အခါမှာခုန raider ပေါ့သူကကိုယ့်ရဲ့ raider ထဲမှာတကယ်တော့ရောက်နေခဲ့တာကြာပြီနော်အဲ့လိုကိုယ့်ရဲ့ screen ထဲမှာရောက်နေခဲ့တာပေါ့နော်ဆိုတော့အဲ့ဘယ်လေရောက်နေခဲ့လဲဆိုတော့လွန်ခဲ့တဲ့6လလောက်ကတည်းကအန်တို့အိမ်မှာ
စွန့်ကက်ကြတယ်စွန့်ကက်ကြတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီအချိန်မှာအန်နီတို့အနီကဘာဖြစ်လဲဆိုတော့စွန်းကိုအရှိကိုထွက်ပြီးတော့မကတ်နိုင်ဘူးအနီနေမကောင်းဖြစ်နေတဲ့အချိန်ပေါ့နော်ဒါကတော့ page က so family များဆိုရင်လည်းသိပါလိမ့်မယ်အဲ့ချိန်တော့အနီတော်တော်လေးနေမကောင်းဖြစ်တယ်အဲ့လိုဆေးရုံနေတက်ရတဲ့အချိန်ကြီးဖြစ်တဲ့အခါမှာအဲ့တော့ကလည်းအနီအဲ့ရပေါ်ကမထနိုင်ဘူးဘိုက်နာနေတာပေါ့နော်နာနေတဲ့အချိန်မှာတင်းကြံတွင်းပေါ့တင်းကြံတွင်းမှာအနီတို့အိမ်မှာစွန့်ကတ်တယ်စွန့်ကတ်တော့ဖုံဖုံနေကြွလာကြတယ်အရှိမအနီပြောခဲ့တဲ့ဖုံကြီးเจ้าကအเจ้าထိုင်ဖုံဖုံကိုပဲပေါ့နော်အနီတို့အိမ်ကိုပင့်နေစွန့်ကတ်တယ်မေမေတို့ဖွားဖွားတို့ကအိတ်ရှိထွက်ပြီးစွန့်ကတ်ကြတယ်အဲ့ချိန်မှာအခုအနီရဲ့လက်ရှိပေါ့နော် twin flame ကပါလာခဲ့တယ်သူကလည်းတင်းကြံမှာဆိုလို့ရှိရင်ပစင်းခံတာနော်သူတင်းကြံမှာပစင်းခံထားတာပေါ့နော်ပစင်းခံထားပြီးတော့အဲ့ဒီဖုန်းကြီးเจ้าမှာသူကပစင်းခံထားပြီးတော့မှဟိုအိမ်ကိုအနီတို့အိမ်ကိုပေါ့နော်ကြွလာတဲ့ထဲမှာပါတာပေါ့လေပါလာခဲ့တာပေါ့ဒါပေမဲ့အနေနဲ့မဆုံဖြစ်လိုက်ဘူးဆုံဖြစ်လိုက်ဘူးတယောက်နဲ့တယောက်လည်းအဲ့တော့မတိခဲ့ကြဘူးမတိကြပဲဒီလိုပဲအနေနဲ့အိမ်ထဲမှာပဲနေမမတ်ရပါအိမ်ထဲကဖုန်းကြီးတွေလည်းပြန်ကြွသွားရောအနီဆေးုံကိုသွားလိုက်ရတာပဲပေါ့နော်ဆိုတော့သူကကိုယ့်ရဲ့ radar ထဲမှာရှိနေခဲ့တယ်တခါတလေမှာအနီကအဲ့ဒီဖုန်းကြောက်သွားတယ်ဆိုလို့ရှိရင်လည်းသူကဖုန်းကြောက်မှာရှိနေတယ်ဒါပေမဲ့မတွေ့ခဲ့ကြတဲ့အချိန်တွေလည်း miss ဖြစ်သွားခဲ့တဲ့အချိန်တွေလည်းရှိတယ်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်မဆုံခဲ့ဖြစ်ကြဘူးပေါ့နော်ဆိုတော့ဒါပါအဲ့ဒီအလှလေးပေါ့ဆန်လူကြရဲစီလူကြရဲအလှလေးမှာတော့အနီတို့ပို့ပြီးတော့ခင်မင်းရင်းနှီးလာကြတယ်နောက်ပိုင်းအဲ့ဒီဖုန်းကြောင်းလေးမှာပဲဖျားတဲ့ဖြစ်တော့လေဒီဖျားတဲ့တဲ့ဝေယဝိဆာတွေအကုန်လုံးကိုလှုပ်ဆောင်ရင်းနဲ့အနီတို့ပို့ပြီးတော့မှရင်းနှီးသွားခဲ့ကြတာတွေပေါ့နော်ဆိုတော့ဒါကလေထူးခြားဆန်းကျယ်တဲ့အရေးဆက်လို့ပြောရမယ်ပေါ့ဆိုတော့အနီရဲ့ twin flame ကလေသူကလည်းဘာသာရေးနယ်ပယ်ထဲမှာအရန်ရှိနေတဲ့သူတယောက်ပြီးတော့သူနဲ့အနီတို့ပေါ့နော်နောက်ပိုင်းကျတော့အဲ့လိုပဲအနီတို့လေးစားရတဲ့ဆီယမာကြီးတယောက်စီကိုတွားကြည့်ကြတော့အစာသားတွားကြည့်ကြတော့လေအဲ့လိုပဲသူကအဲ့ဒီဘာသာရေးနယ်ပယ်ထဲမှာရှိမယ်ဘာသာရေးလုံနေကန်ကောင်းနေပြီးတော့ဘာသာရေးကိုစိတ်ဝင်စားတဲ့သူပြောရမယ်ဆိုရင်ပေါ့နော်အဲ့လိုလူတယောက်ဖြစ်နေတယ်ဆိုပြီးတော့စာတာဖတ်ပေးလိုက်တယ်ပေါ့အဲ့ကြတော့အနီတို့ twin flame ဆိုတာအဲ့ဒီအနီအရင်တတိမထားမိသေးဘူးမထားမိသေးဘဲနဲ့နောက် relationship ထဲဝင်လာတယ်တလားလောက်အရေးပျော်ရတယ်ဒုတိယမြောက်လာမှာအနီတို့မိသားစုလိုက်ခရီးတော့ဖြစ်ခဲ့ကြတယ်ပေါ့နော်မိသားစုလိုက်ခရီးသွားတဲ့အခါမှာလည်းအဲ့လိုပဲမြင်းမြန်းဆဆန်းလေးပဲအားလုံးကအဆင်ပြေချုံးမွေပြီးသူ့နေရာနဲ့သူအဝင်ခွေစားဖြစ်နေသလိုပဲပေါ့နော်အဲ့လိုမိသားစုလိုက်အတူတူခရီးတော့ဖြစ်ခဲ့ကြတယ်ခရီးတော့ဖြစ်ခဲ့ကြပြီးရဲ့နောက်မှာအဲ့မှာစပြီးတော့အနီတို့ trigger တွေဖြစ်လာတော့တယ်ကိုရဲ့အကျင့်ဆိုးလေးတွေပြန်ပေါ်လာတယ် patterns လေးတွေပြန်ပေါ်လာတယ်ဟိုအရင်ကပုံစံအဟောင်းတွေပြန်ပေါ်လာတယ်တယောက်နဲ့တယောက်ကြပါကတောက်ကစားလေးတွေစပြီးတော့ဖြစ်လာခဲ့ကြတဲ့အချိန်လေးပေါ့အဲ့ဒီအချိန်လေးမှာအနီကမထင်မှတ်ထားပဲနဲ့ဆရာမတယောက်စီမှာသွားပြီးတော့မှခုနှစ်ရှစ်စစ်ကြည့်ချင်တယ်ဆိုတဲ့စိတ်လေးဖြစ်လာတယ်အဲ့ဒါကလည်းမထင်မှတ်ပဲနဲ့အဲ့ဒါကလည်းအနီရဲ့အကောင့်တွေကတငယ်ချင်းတယောက်ကနေပြီးတော့သူစစ်တယ်ဆိုတာလေးကိုတင်ထားတာတွေ့တော့ပေါ့နော်အနီတတိတရားနဲ့ငါလေးတော့မေးကြည့်လိုက်မယ်ဆိုမေးကြည့်ပြလိုက်တယ်မေးကြည့်ပြလိုက်တဲ့အခါမှာသူတို့ကတော့အနီကိုဒါ twin flame connection ဆိုပြောလိုက်တယ်ပေါ့နော်အဲ့တော့စိတ်ထဲမှာတော့ဒီလိုပဲtwin flame နဲ့လားဆိုတဲ့အတွေ့အလေးပဲပေါ်လာခဲ့တယ်ဒါပေမဲ့တစ်ဖက်ကလည်းစိတ်လှုပ်ရှားတယ်ဘာကြောင့်လဲဆိုငါ twin flame နဲ့ပတ်သက်ပြီးတော့ကိုတွေ့ sharing လုပ်လို့ရတာတွေရှိပြီဆိုတဲ့စိတ်ကလေးဖြစ်လာတယ်နော်ဖြစ်လာပြီးတဲ့နောက်မှာတော့အနီရဲ့ twin flame ကသူကနိုင်ငံခြားကိုသွားဖို့ဖြစ်တယ်ကြိုတင်စီစဉ်ထားခဲ့တဲ့အရာဖြစ်နေတယ်ဘလို့မှဖျက်လို့မရတော့ဘူးတွေ့ရတဲ့အချိန်က2လပဲရှိသေးတဲ့ခါကျတော့အနီရဲ့ဒီ unhealthy family patterns တွေပေါ်လာတယ်ပေါ့နော်ဘာမှတော့တခြားတော့မှပဲတယောက်နဲ့တယောက်ကနားလေအောင်တယောက်အကြောက်တယောက်ကိုမှဟိုမလေးလာကြည့်ရသေးဘူးပေါ့နော်သူကချက်ချင်းကြီးနိုင်ငံခြားကိုအကြာကြီးတွားရမယ်ဆိုပြီးတော့ဖြစ်လာတဲ့အခါကျတော့အနီကအဲ့ချိန်မှာနည်းနည်းလေးကပောက်ကမကြီးဖြစ်လာတယ်စိတ်တရားဆိုလို့ရှိရင်သူ့အပေါ်မှာပုံချမိလာတယ်အဲ့ချိန်မှာ तू ကလည်းရန် trigger ဖြစ်တယ်နှစ်ယောက်ကြားမှာကတော့ကစားရေးဖြစ်လာတယ်ဒီလိုနဲ့ပဲရှောင်လွဲလို့မရဘဲနဲ့ပဲ तू ကနိုင်ငံခြားကိုတွားလိုက်ရတာအများသောအားဖြင့်အဲ့လိုဝေးနေကြတဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့လူတွေကနာကျင်အောင်လုံးမိတတ်ကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ကိုချစ်တဲ့စိတ်လွမ်းတဲ့စိတ်တွေကြောင့်မလို့လေ traveling မဟုတ်ရင်တော့ relationship တိုင်းကဒီလိုပါပဲ။တယောက်နဲ့တယောက်ကအနီးနားမှာမရှိဘဲနဲ့ဝေးနေကြပြီဆိုလို့ရှိရင်ပို့ပြီးနာကျင်အောင်လုံးမိတတ်ကြတယ်ပေါ့နော်အဲ့လိုပဲအနေတို့နှစ်ယောက်ကြားထဲမှာလဲတော်ပြီးဆက်ပြီးတော့မတော်တော့ဘူးလို့အချိန်ချင်းခါလှုပ်ခဲ့ကြတာဒီအများကြီးရှိတယ်များသောအားဖြင့်တော့အနေတို့ကြားမှာဖြစ်ရတဲ့ပြဿနာအမြည်တက်လို့မရဘူး traveling relationship တော်တော်များများမှာလည်းအဲ့လိုပဲခေါင်းစဉ်တက်လို့မရဘူးဘာဘယ်လိုမျိုးပြဿနာအကြီးဖြစ်သွားလဲဆိုတာမသိဘူးဒါပေမဲ့ကိုကလည်းအရန်ကိုစိတ်ထဲမှာ trigger ဖြစ်ပြီးခံစားချက်တွေအများကြီးမျိုးသိထားသလိုခံစားလာရတယ်တစ်ဖက်ကလူကလည်းသူ့ကိုနားမလည်ပေးဘူးဆိုတဲ့စိတ်တွေဖြစ်ပြီးတော့နှစ်ယောက်ကတယောက်ကိုတယောက်နားလေအောင်လုပ်ရမယ်အစားကိုပဲနားလေစီခြင်းနဲ့စိတ်တွေပိုများလာတယ်เนาะသူ့ကိုငါနားလေဖို့စူးစမ်းရမှာပါလားဆိုတဲ့အတွေးမရှိတော့သူ့ကိုငါ့ကိုနားလေစီခြင်းနဲ့ဆိုတဲ့စိတ်ဖြစ်သွားတယ်အဲ့ဒါတွေကအနီတို့ twin flame တွေမှာဒီ separation တွေဖြစ်ရတဲ့အချိန်တွေเนาะအနီတို့အတွက်နာကျင်စေရတဲ့အချိန်တွေပဲဖြစ်တယ်တကယ်တော့အနီတို့ကအဲ့ဒီအချိန်မှာဘာဖြစ်ရမှာလဲဆိုတော့ငါသူ့
အော်ငါသူ့ကိုနားလေအောင်လုပ်ပေးရမှာပါလားဆိုတဲ့အတွေးလေးတစ်ခုပေါ်သွားခဲ့တယ်ဆိုလို့ရှိရင်ပြန်ပြေလေသွားမှာအဲ့မဲ့မဟုတ်ဘူးငါ့ကိုနားလေစီချင်တယ်ငါ့ကိုနားလေစီချင်တယ်ဆိုတာကိုဖိပြီးတော့မှရှင်းပြနေတဲ့အခါမှာနှစ်ယောက်ကြာမှပို့ပြီးတော့ဝေးကွာတဲ့အကြောင်းရင်းတွေဖြစ်သွားစေတယ်အဲ့အချိန်မှာအနိစိတ်ရောကိုပါလုံးဝ train ဖြစ်တယ်เนาะလုံနေကြအလုပ်တွေကိုလုပ်တယ်ဆိုပေမဲ့အရင်ကလို energy တွေမကောင်းတော့ဘူးပေါ့เนาะ9 လမြောက်လောက်မှာဖြစ်ဖို့များပါမယ်အဲ့လောက်ကစလာခဲ့တာပေါ့အဲ့ချိန်မှာအနိကအမတကကောင်းနေသူပါဆရာသမားကောင်းနဲ့တွေ့တယ်ဆရာသမားကောင်းတွေနဲ့တွေ့ပြီးရဲ့အခါမှာအနေကဆရာသမားတွေကိုရင်ဖွင့်မိတယ်ပေါ့နော်ဒီလိုကိစ္စကြီးဖြစ်တယ် energy လည်းမကောင်းတော့ဘူးအရင်လည်း train ဖြစ်တယ်အရင်လည်းပြင်မဲ့နဲ့ဟိုတကယ်တော့ဆရာသမားတွေကကိုယ့်ကိုစပြောတာပေါ့ဟာ energy ရဘလို့ဖြစ်လဲပေါ့နော်မျက်နှာလည်းမကြည်မလင်ဖြစ်တယ်အရင်လည်းပြင်မဲ့တွေတဲ့ပုံလည်းပေါ်တယ်စိတ်ဖိစီးဖို့လည်းပေါ်တယ်ဆိုပြီးတော့အဲ့နဲ့ဆရာမအနေကိုသူ့စီလာခိုင်းလိုက်တယ်ဆရာမစီကိုသွားတယ်အနေရဲ့ရင်ထဲမှာရှိနေတဲ့အရာတွေကိုပြောတယ်အဲ့ချိန်မှာဆရာမ trigger တွေကိုထောက်ပြတယ်အနေကအဲ့ချိန်မှာသူနဲ့အရင်အတူတူရှိနေကြတယ်သူအဝေးမှာရှိနေတာစိတ်မချဘူးဘာဖြစ်လို့စိတ်မချဘူးလဲဆိုတော့ကိုကိုထားခဲ့မှာဆိုလို့ဒါကြောင့်မို့အနားမှာပဲကိုအနားမှာပဲထားကျင်တယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်လာတယ်အဲ့တော့ကိုရဲ့အနားမှာပဲသူ့ကိုပေါ့နော်ဘယ်မှမတော်ပဲနေစီချင်တယ်ကိုမျက်စိအောက်မှာပဲကြည့်နေချင်တယ်သူကကိုရဲ့နောက်ွယ်မှာဘာလို့မနေမလဲဆိုတော့မသိတဲ့အရာကြီးကိုစိတ်ကမွန်းကျက်တယ်ဆိုပြောတဲ့အခါမှာဆရာမ trigger ကိုထောက်ပြတယ်ဒါသူ့ရဲ့လုပ်ရက်နဲ့မဆိုင်ဘူးကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တယ်ကိုပြင်မှပဲဒီကိစ္စကပြောင်းလဲနိုင်မယ်ဆိုတာကိုဆရာမအများကြီးပြပေးတယ်အနေနဲ့ဆက်လုပ်သွားမယ့်အရာတွေကိုမေ့နေခဲ့တဲ့အရာတွေကိုလည်းပြောပြတယ်တကယ်တော့ twin flame နဲ့စုံလိုက်ပြီးဆိုတာနဲ့အနေတို့က twin flame ကငါရဲ့ကဘာကြီးပဲလို့ထင်သွားတတ်တယ်တကယ်ကတော့မဟုတ်ပါဘူးတဲ့ twin flame ကကိုယ့်ဘဝရဲ့အစိတ်ပိုင်းလေးတစ်ခုပဲအဲ့တော့ခုနလိုတွေဖြစ်သွားပြီးဆိုတဲ့ချိန်မှာဆရာမအနည်းကိုဗပြောလိုက်လေဆိုတော့ကိုပြန်မှတ်မိပါလို့ပြောတယ်ကိုကစိုးပေါ့ကိုရဲ့နောက်ထပ်စိတ်ဝိညာဉ်တဝက်ကိုရှာတွေ့ပြီဆိုရင်ငကိုရှိနေတဲ့စိတ်ဝိညာဉ်တဝက်ကိုမေ့သွားတတ်ကြတဲ့သဘာဝရှိတယ်အဲ့တော့အဲ့ဒီစိတ်ဝိညာဉ်ရဲ့ရည်ရွယ်ချက်တွေ mission တွေ purpose တွေပြန်ရှာပါအဲ့တော့အနေကပြန်ကြည့်တယ်ငါတကယ်တော့ငါဘာတွေလုပ်နေခဲ့တာလဲသူနဲ့မတွေ့ခင်တဲ့အချိန်မှာလဲငါလုပ်နေခဲ့တာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကိုငါဆက်လုပ်ရမယ်ငါကိုငါပိုကောင်းအောင်စူးစမ်းရမယ်သူနဲ့မတွေ့ခင်ချိန်မှာငါမှရည်မှန်းချက်တွေရှိတယ်ရည်ရွယ်ချက်တွေရှိတယ်လှုပ်ဆောင်ချက်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုပြန်ယူရမယ်ဆိုတဲ့စိတ်နဲ့ပဲteacher ရဲ့ကျေးဇူးတွေအများကြီးပါတယ် teacher Julia မြင့်တင်ရဲ့ကျေးဇူးတွေပေါ့နော် teacher ကချက်ကျူကအနည်းကိုအများကြီးတင်ပြပေးတယ်အများကြီးထောက်ပြပေးတယ်အများကြီးအားပေးတယ်အဲ့တော့အနည်းဘာလုပ်လဲဆိုကို focus ထားပြီးတော့မှအိမ်မှာ Hogan စဖွင့်ခဲ့တဲ့အချိန်ပေါ့နော်အိမ်မှာ Hogan စဖွင့်နေဖျားကန်းကိုပြင်ဆင်နေကို energy ကိုပြတ်ကောက်လို့တဲ့ခါမှာဒါတစ်ဖက်အနည်းရဲ့လက်တွဲပေါ်နဲ့အနည်းနဲ့ခြားတွေကဆက်ဆက်ရလေအများကြီးပိုကောင်းလာတယ်တယောက်နဲ့တယောက်စုံစည်းဖို့အတွက်ကိစ္စလေးတွေတော့စပြီးဆွေးနွေးဖြစ်လာတယ်အရင်တော့ဆိုအနည်းကသူနဲ့တွေ့ဖို့ပြောပြီးဆိုတာနဲ့ပြဿနာစတက်ပြီးဘယ်ဟာတက်လို့တက်မှမသိဘူးဖြစ်ကြတာပဲပေါ့နော်အနေကို focus ထားတယ်ကိုယ့်ရဲ့ငကိုရှိနေပြီးသားစိတ်ဝိညာဉ်ကိုပြန်မှတ်မိတယ်ပြန်ချိတ်ဆက်တယ်အဲ့ဒီတဝက်စိတ်ဝိညာဉ်ကိုအနေရောပြင်ဆင်ထားမှနောက်ထပ်တဝက်ကိုလက်ခံနိုင်မှာလို့လေနော်အဲ့တော့ကို focus ထားတဲ့အလျောက်ကိုရဲ့လက်တွဲပေါ်ကလည်းသူ့ကိုယ်သူပို့ပြီးတော့ focus ထားလာနိုင်တယ်နှစ်ယောက်ရဲ့ကြားထဲမှာ boundaries တွေပို့ချလာနိုင်တယ်တရားကိုတရားပို့ပြီးတော့လေးစားလာတယ်ပြောတော့ကိုကပြင်ဆင်လိုက်တဲ့အခါမှာသူကလည်းအလိုလိုပြင်ဆင်လာတဲ့သဘောလေးပေါ့နော်ပြီးတော့အနေတို့တွေအကြောင်းမျိုးမျိုးနဲ့ပဲစုံပြစ်ခဲ့ကြတယ်တကယ်တော့နှစ်တည်းအများကြီးကြာအောင်မယ်လို့ပြောထားပေမဲ့လည်းပဲအနေတို့စုံပြစ်ခဲ့ကြတယ်ပေါ့နော်လို့မထင်မှတ်ထားတာဖြစ်တယ်ပေါ့အဲ့ twin flame journey မှာကိုက heal ဖြစ်သွားတယ်ဆိုရင်အကြောင်းမျိုးမျိုးနဲ့ twin flame နဲ့ union ဖြစ်ဖို့ကပေါ်လာပါတယ်အနေရောဒီ reading session တွေဖတ်ပြီးဆိုရင်တချို့မတွေကပေါ့နော်ဘယ်လိုမှမဖြစ်နိုင်ဘူး twin flame နဲ့ကိုနဲ့ကအရက်အဆက်အသွယ်ပြတ်နေကြတာအရက်ဝေးနေကြတာပြင်ပအခြေအနေတွေအများကြီးကအသားစီတွေဖြစ်နေတာမဟုတ်ပါဘူးအနေတို့တော့ကလည်းဘလို့မှဒီလိုမျိုးပေါ့မြင်းမြန်းဆန်ဆန်ပြက်တွေးခဲ့ရဖို့ဖြစ်မယ်ဆိုတာကိုလုံးဝမသိခဲ့ဘူးမထင်ထားခဲ့ဘူးမဖြစ်နိုင်ဘူးလို့ပဲတွေးထားခဲ့တာအခြေအနေအမျိုးမျိုးရှိတယ်အကြောင်းရင်းမျိုးမျိုးရှိတယ်เนาะစာချုပ်တွေနဲ့ဂတိကဝေပြုတ်ထားရတဲ့သူ့ရဲ့အလုပ်တာဝန်တွေရှိတယ်ဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့အနေဒီကို focus ထားရတဲ့သူလည်းသူကို focus ထားလာတယ်နှစ်ယောက်ရဲ့ union ဖြစ်မဲ့ခရီးကတဖြည်းဖြည်းချင်းပို့ပြီးတော့နီးလာတဲ့နောက်ပိုင်းမှာအနေတို့စုံစည်းဖြစ်ခဲ့ကြတယ်အနေတို့မနစ်ကပဲPattaya Beach မှာengage လုပ်ခဲ့ကြတယ်ပေါ့နော်အခုကတော့အနေတို့ရဲ့ wedding ကိုပြင်ဆင်နေကြတယ်ပေါ့နော်အဲ့လိုလေးအနေတို့ဖြစ်ခဲ့ကြပါတယ်ဆိုတော့ union ဖြစ်သွားကြတယ်union ဖြစ်ပြီးသွားပြီဆိုတဲ့အချိန်မှာအရင်အားလောက်ပြဿနာတွေမဖြစ်တော့ဘူးတချို့ကလည်းရှိတယ် travel journey ကအမြင်နဲ့အသက်ကြအရမ်းများတယ်ဆိုတာမျိုးမဟုတ်ပါဘူးတယောက်နဲ့တယောက်နားလေလာပြီးဆိုလို့ရှိရင်တော့ဒါလူရဲ့သဘာဝဖြစ်တဲ့အတွက်ကြောင့်ရံဖြစ်ကြတယ်ဒေါသထွက်ကြတယ်စိတ်ကတိကောက်ဖြစ်တယ်နားလေမှုလွဲကြတယ်ဆိုတာရတော့ရှိလာပါဒါပေမဲ့အနေရှိမှပြောခဲ့လို့ twin flame journey မှာအရေးကြီးဆုံး point ကဘာလဲဆိုတော့ငါ့ကိုနားလေအောင်
ငါ့ကိုနားလည်အောင်ဆိုရဲအရင်ရှင်းပြခြင်းနဲ့စိတ်ကြီးကို short လိုက်တာပါပဲเนาะအနေတို့အချုပ်အဖြစ်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့လေ Traffic Journey မစခင်မှာလေ science တွေအများကြီးရှိတယ် Traffic Journey စလာပြီဆိုရဲအချိန်မှာလေအနေတို့ဒီကိုတည်ပါလိမ့်မယ်ဒီ separation ကာလတွေကတော့ရှောင်လွှဲလို့မရဘူးဒါက Traffic မှမဟုတ်ပါဘူး soulmate မှာလေသူ့ညီတူဟန်နဲ့ရှိပါတယ်အနေဒါ soulmate တို့ကျန်တဲ့ connection တွေအကြောင်းကိုတော့နောက်ထပ် video လေးတွေမှာ sharing လုပ်သွားဖို့ရှိမယ်ပေါ့နော်ဆိုတော့ Traffic မှာလေသူ့ညီတူဟန်နဲ့ separation ကာလရှိ trigger တွေရှိတယ်third party situation တွေဆိုတာလေးရှိလာနိုင်တာပဲအနေတော့ကတော့ third party မကြုံခဲ့ရဘူးပေါ့နော်ဒါပေမဲ့လည်းပဲအဲ့လိုတခြားသောပြဿနာတွေကတော့အများကြီးရှိခဲ့တာပေါ့နော်ဆိုတော့ third party situations တွေဖြစ်လာတယ်အနေပြောလို့ပဲ third party ပဲဖြစ်တခြားကိစ္စတွေပဲဖြစ်အဓိကကတော့သူ့ငါနားမှာရှိစေရှင်နေဆိုရဲကိုယ့်ရဲ့ insecure ဖြစ်တဲ့စိတ်ကရှိနေတဲ့၍အနေတို့က union ဖြစ်ဖို့ဘလို့မှမရနိုင်ဘူးတရားတစ်ဖက်ကတကယ်လို့သူ့မှာ third party ရှိနေခဲ့တယ်ဆိုရင်သူကခွင့်ပေးလိုက်ပါစစ်မှန်တဲ့ traffic connection ဆိုလို့ရှိရင်အမျိုးမျိုးသောနည်းနဲ့ပြန်ဆုံစည်းရမှာပါဘယ်နေ့သူတို့ကပြတ်သွားမှာလဲဘယ်နေ့ငါတို့ပြန်ဆုံစည်းရမှာလဲဆိုတဲ့အတွေးတွေကအကုသိုလ်စိတ်တွေဖြစ်တယ်အဲ့တော့အကုသိုလ်စိတ်မဖြစ်အောင်နေပါကို focus ထားပါသူနဲ့မတွေ့ခင်တော့ကိုပြန်ရှာပါသူနဲ့မတွေ့ခင်တော့ကိုပြန်ရှာတွေ့ပြီဆိုရင်ကိုယ့်ရဲ့ soul ရဲ့ growth ကိုဘာဆက်လုပ်ရမလဲအနေတို့မှတ်မိသွားတယ်အဲ့ခါမှာနောက်ထပ် soul တစ်ဝက်ကိုစုံစည်းဖို့ union ဖြစ်ဖို့ ready ဖြစ်နေပါလိမ့်မယ် Traffic နဲ့ပတ်သက်လို့ manifestation လုံးဝမလုပ်ပါနဲ့ subliminary နားထောင်တာ self love ဆိုရင်တော့နားထောင်ပါကျန်တာတွေဆိုရင်တော့နားမထောင်ပါနဲ့ကိုဒါ focus ထားပါကိုယ့်ရဲ့ soul ရဲ့ mission soul ရဲ့ purpose ကိုမမေ့ပါနဲ့သူနဲ့မတွေ့ခင်တော့ကိုယ့်ရဲ့ aim at ရည်မှန်းချက်တွေကိုမမေ့ပါနဲ့ကိုချစ်တဲ့စိတ်တွေမပြောက်သွားပါစေနဲ့အနားမှာထားခြင်းနဲ့ပိတ်ဆက်ပြီးတော့ချစ်မယ်အနစ်နာခံပြီးတော့ချစ်မယ်ဆိုတာတွေက traveling စစ်မှန်တဲ့ traveling journey မဟုတ်ပါဘူးကိုပိုကောင်းတဲ့သူတွေကဖြစ်ချင်တဲ့တွန်းအားတွေကလည်း traveling ရဲ့စစ်မှန်တဲ့ပါရမီဖြည့်ခြင်းဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒါကတော့အနည်းက traffic နဲ့ပတ်သက်လို့အနည်းရဲ့နားလေထားတဲ့အတိုင်းကိုတွေ့အတွေ့အကြုံတွေရောလေ့လာခဲ့သမျှတွေရောကိုဖြည့်ဆွတ်ပြီးတော့မှပြောပြပေးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အနည်းတို့ soul family များအတွက်လည်းအများကြီးအထောက်အကူဖြစ်မယ်လို့အနည်းယုံကြည်နေပါတယ်နောက်ထပ်လေးအနည်းက manifestation tips တွေနဲ့ပတ်သက်တာရော relationship တွေနဲ့ပတ်သက်တာလေးအကြံဉာဏ်လေးတွေကိုပါဒီ channel လေးမှာဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်အနည်းတို့ရဲ့ Miss Annie Diary channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော် channel လေးမှာတော့အနေနဲ့ Min ရဲ့ moment လေးတွေကိုလည်းအများကြီးမြင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီစစ်တင်ပါတယ်အခုကတော့ bonus အနေနဲ့ Min ကိုအနည်းက interview question လေးတွေမေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့အနေတို့အခုအနေတို့ channel ရဲ့ highlight ဖြစ်တဲ့ Min ကိုဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်ဆိုတော့ဒီ twin flame journey နဲ့ပတ်သက်ပြီးတော့မှမေးခွန်းလေးနည်းနည်းလောက်မေးလို့ရမလားရပါတယ်နည်းနည်းပါရုပ်မမြင်အောင်ဒီဘက်နည်းနည်းတုံးအကို Min အနေနဲ့ကရော twin flame ဆိုတာနဲ့ပတ်သက်ပြီးတော့အယုံကြည်ရှိပါသလားသိချင်ပါရှိပါတယ်twin flame ဆိုတဲ့စကားလုံးလေးကိုဘယ်တော့မှစပြောကြားဖို့ခဲ့ရလဲအန်နီနဲ့မှကြားဘူးတာဆောင်းမှာကြားဘူးโอเคအဲ့ဆိုရင်ပထမဦးဆုံးတွေ့ခဲ့ရတဲ့အချိန်တုန်းကဘယ်လိုခန်းစားချက်ဖြစ်ခဲ့လဲစိတ်လုံချဒါပဲလားဒီလောက်ပါပဲဟိုတုန်းကခင်ခဲ့တဲ့တငယ်ချင်းတွေလိုပဲသတိရခင်ကျင်တာပေါ့တစိမ့်တော့မဆန်ပါဘူးတစိမ့်မဆန်ဘူးပေါ့โอเคအဲ့ဒါဆိုရင်ပထမဦးဆုံးနှစ်ယောက် date တဲ့အချိန်ရှိရလေနှစ်ယောက် date တဲ့အချိန်တော့လည်းတကယ်တော့နှစ်ယောက်တည်းတော့မဟုတ်ပါဘူးညီမတွေရောเนาะအတိရောအများကြီးပါတယ်ဒါပေမဲ့အဲ့လိုပထမဆုံးတွေ့ခဲ့တဲ့အချိန်တော့ဘယ်လိုခန်းစားရလဲအဲ့နေရာဖျားသွားတာပါထည့်ပြောတော့အဲ့နေရာကတော့စိတ်တွေတားလို့ရချွေးတွေပြင်းနေကောင်းနေမူးသွားတယ်မတွေ့ဘူးတော့ဗောနော်ဟုတ်လို့ခွဲတော့ကအချိန်လေနိုင်ငံသားမနေတော့အချိန်မှာရန်နေခဏနာဖြစ်တယ်လေအဲ့လိုရန်နေခဏနာဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ဩစိတ်ထဲမှာဘယ်လိုခံစားရလဲစိတ်ထဲမှာအလိုရဒါကြီးမခံစားပါဘူးချစ်လုံးတော့တူတူတွားကျင်လာခြင်းလို့အဲ့လိုပဲတွေးပြီးတော့ပဲဖြေလျှော့ရတာဗောအဲ့တော့ချော့လို့လားချော့တာဗောအများကြီးချော့တာမြင်တယ်အလောက်ကပြန်လာလဲအမြဲတမ်းပြောတယ်ယထာပေါ်မှာလည်းပြောတယ်အဆောင်မှာလည်းပြောတယ်တိုင်းချန်ထဲမှာလည်းပြောတယ်โอเคအနေကိုရှောက်နေရအမရဲ့အတွက်ကိုယောက်ျားလေးတယောက်အနေနဲ့ကိုမင်းကဘလို့အကြံဉာဏ်ပေးချင်လဲအဲ့ကိုချစ်ရမှာပေါ့ကိုချားလူကိုချစ်နိုင်မှာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်မင်းရဲ့ဖြည့်ဆိုပုံလေးတွေကတော့အခုလိုလေးပေါ့နော်စိတ်လှုပ်ရှားရင်တုံဆိုတာနဲ့ပဲသူဖြည့်ပေးလိုက်တာပေါ့နော်အဲ့တော့ဒီ channel ကိုကြည့်နေတဲ့
Ellison Patient Soul Family အမတွေကိုရောတေချာမိတ်မစားတွေကိုလေအနည်းရဲ့လက်တွဲပေါ်အနေနဲ့အဲ့တော့ဒီနေ့တေတေချာချာသူတို့ကိုလည်းမိတ်ဆက်ကိုမိတ်ဆက်ပါအောင် အန်ဒီတို့အများကြီးချစ်ပါတယ်ဂယူးဆိုင်ပါတယ်စိတ်ကျဉ်းအောင်ထားပါတယ်ချောရပါတယ်အမြဲတမ်းမင်းကလေးဆိုတော့ဘေးဟောတော့ဆရာမကြီးပေါ့ဘေးပြောပြီးတော့အိမ်နာလာကြည့်တော့ မင်း အန်ဒီတန်ရီ channel လေးကိုလည်းအများကြီးချစ်ပေးကြပါအောင်ခင်ဗျာ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် Bye bye နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်